ဖြစ်ခဲ့ပြီးသားအတိတ်ကာလကအနေထားတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာလောဘဒေါသမောဟမဖြစ်စေဘဲနဲ့အတိတ်ကိုအစင်မလိုက်ရဘူးတဲ့နပတိကင်ခေအနာဂတံအနာဂတ်ကာလနဲ့ပတ်သက်ပြီးတော့လည်းပဲကြိုတင်ပြီးတော့တွေးတောပူပန်ကြောင်းကြတာတွေတောင်းတတာတွေနဲ့အနာဂတ်ကိုလည်းပဲအစင်မလိုက်ရဘူးတဲ့ဒီနေရာမှာအတိတ်ကိုအစင်လိုက်တယ်အနာဂတ်ကိုအစင်လိုက်တယ်ဆိုတာကိုရိုးရိုးရှင်းရှင်းဘယ်လိုနားလည်ကြရမှာလဲဆိုလို့ရှိရင်ပါမခချုပ်ဆိုတော့ဘုရားကြီးပြောတဲ့စကားကိုယူပြောရရင်တော့အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဆိုတဲ့စကားလုံးနော်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကာထာလေးရဲ့အောင်နာလေးမှာအကြောင်းပြချက်မြတ်စွာဘုရားပေးထားတယ်ရှရတိတံပဟိနန္တံအတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီကုန်ခဲ့ပြီမရှိတော့ဘူးတဲ့အတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီကုန်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ဒီမရှိတော့တာတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဘာမှလေးလံပင်ပန်းမှုမရှိရဘူးအတိတ်ကမရှိတော့ဘူးရိုးရိုးလေးအတိတ်ကိုမရှိတော့ဘူးလို့နားလည်ရမယ်ဒါကြောင့်မို့လို့အတိတ်ကိုမပြန်ရဘူးအပ္ပတင်္စအနာဂတံအနာဂတ်ဆိုတာကတော့ရောက်မလာသေးဘူးတဲ့အနာဂတ်ဆိုတာရောက်မလာသေးဘူးတကယ်မဖြစ်သေးဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့အနာဂတ်ကိုလည်းပဲမကြံနဲ့တဲ့အဲ့တော့ဒီနေ့မှာဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့စိတ်နှလုံးကိုငြိမ်းချမ်းခြင်းနဲ့ချမ်းသာခြင်းနဲ့မြင့်မြတ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီအဆုံးအမကိုလိုက်နာနိုင်ဖို့လိုတယ်ပေါ့များသောအားဖြင့်ဦးဇင်းတို့တွေဟာဒီအဆုံးအမကိုမလိုက်နာနိုင်ကြတာပဲများစိတ်ကအတိတ်ကိုပြန်ရင်းနဲ့အနာဂတ်ကိုကြံရင်းနဲ့ပဲနေတာများတယ်အဲ့ဒါကြောင့်မို့လို့လည်းပဲဒီစိတ်ကပင်ပန်းရတာဒီစိတ်ကပူလောင်ရတာဒီစိတ်ကညှဉ်းနှွမ်းရတာအတိတ်ကိုမပြန်မဲနဲ့အနာဂတ်ကိုမကြံမဲနဲ့ဒီစိတ်ကပြောရရင်ပင်ပန်းလို့ကိုမရဘူးလို့ဆိုခြင်းတယ်တော့ကိုယ်စိတ်တွေပင်ပန်းတိုင်းပူလောင်တိုင်းဆင်းရဲတိုင်းတတိချာချာလေးအာယုံစိုက်ပြီးတော့အဖြေရှာကြည့်စိတ်ဟာအတိတ်သို့မဟုတ်အနာဂတ်ကိုရောက်နေတယ်ဆိုတာကိုတွေ့နိုင်တယ်ဟုတ်လားအဲ့လိုဆိုရင်စိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်အတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့ကြိုးစားရမယ်အတိတ်ကိုမပြန်ဖို့ကြိုးစားတဲ့နေရာမှာအားကြီးတဲ့အကြောင်းအထောက်ပံ့ကဘာလဲလို့မေးရင်အတိတ်နဲ့အနာဂတ်ရဲ့အကြောင်းကိုကောင်းကောင်းနားလည်မှုရှိဖို့အဲ့ဒါမြတ်စွာဘုရားကအတိတ်နဲ့အနာဂတ်ရဲ့အကြောင်းကိုအလွန်တူတောင်းတဲ့စကားလုံးလေးသုံးပြီးတော့အတိတ်ပဲဖွင့်ပြထားတယ်အဲ့ဒါအတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီမရှိတော့ဘူးတဲ့အတိတ်ရဲ့သဘာဝအနာဂတ်ဆိုတာကဘာလို့ရောက်သေးဘူးရိုးရှင်းတော့ဟုတ်လားအဲ့တော့ဒီနေ့မှာဦးဇင်းတို့အတိတ်ဟာမရှိတော့ဘူးပြီးခဲ့ပြီပျောက်ခဲ့ပြီဆိုတာကိုနားလည်ဖို့ကြိုးစားတဲ့နေရာမှာအတိတ်ဆိုတာဝေးကွာတဲ့ကာလကဖြစ်ခဲ့တဲ့အရာတွေကိုမှအတိတ်လို့နားလည်ထားလို့မပြည့်စုံဘူးခုတင်လေးဖြစ်ခဲ့တဲ့အရာအတိတ်ဖြစ်သွားပြီအတိတ်ကိုနီးနီးနားလည်ဖို့လိုတယ်အဲ့ဆိုကြပါစို့သောတော်ကဘုန်းကြီးကသီလပေးတယ်ပေးတဲ့တို့လိုက်ဆိုခဲ့ကြတယ်အဲ့ဒီအချိန်မှာမြင်ခဲ့တာတွေရှိတယ်ကြားခဲ့တာတွေရှိတယ်တွေးခဲ့တာတွေခံစားခဲ့တာတွေစိတ်ထဲမှာအမျိုးမျိုးတုံ့ပြန်ခဲ့တာတွေတကယ်ဖြစ်ခဲ့တာပဲအဲ့ဒါအခုရှိသေးသလားအတိတ်ဖြစ်သွားတယ်နော်အဲ့ဒီသီလပေးတော့ကအနေထားကနည်းနည်းတောင်ဝေးနေသေးတယ်ခုကိုပဲပြောနေရင်းနဲ့ဘာဖြစ်သွားပြီတော့အတိတ်ဖြစ်သွားပြီမရှိတော့ဘူးလေကိုယ်ချင်းမရှိတော့ဘူးလေလို့ပြောတာလည်းမရှိတော့ဟုတ်တယ်မဟုတ်လားစဉ်းစားနော်ဒါကြောင့်အတိတ်ကိုအလွန်နီးနီးကပ်ကပ်မြင်နိုင်အောင်ကြိုးစားရမယ်ခုတင်လေးဖြစ်ခဲ့တာတောင်မရှိတော့ဘူးအဲ့ဒါကိုစိတ်မဝင်စားတော့နဲ့အဲ့ဒါကိုခေါင်းထဲကိုမထည့်တော့နဲ့ပေါ့ပြောချင်တာဒါကြောင့်စိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုရင်အတိတ်ကိုအဲ့ဒါလိုနားလည်မှုအသေးစိတ်ရှိအောင်လုပ်ပြီးတော့အတိတ်ကိုမပြန်ဖို့ကြိုးစားရမယ်အနာဂတ်ကိုလည်းပဲဦးဇင်းတို့ဘယ်လိုနားလည်ရမလဲအပ္ပတင်္စအနာဂတအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့အားကြီးနော်ရှေ့ကိုတစ်စက္ကန့်လေးတောင်ဦးဇင်းတို့ကြိုးပြီးတော့နေလို့မရဘူးတချို့လူတွေကအတိတ်နဲ့အနာဂတ်ကိုနားမလည်တဲ့အခါကျတော့ရောက်မလာသေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့စိတ်ကကြိုးကြိုးနေပြီးတော့ကြိုးကြိုးပြီးတော့ပင်ပန်းထားကြတာတွေရှိတယ်ရောက်လာတော့ပင်ပန်းရတာကတစ်မျိုးရောက်မလာခင်ကကြိုးပြီးတော့ပင်ပန်းရတာတစ်မျိုးနှစ်ခါသုံးခါနာနေတာပေါ့စဉ်းစားကြည့်နော်
အလွန်တရာအစဉ်ပြေခြင်းတဲ့စိတ်တွေကြောင့်အစဉ်မပြေမှာကိုစိုးရိမ်တဲ့စိတ်တွေကြောင့်အနာဂတ်ကိုလိုအပ်တာတဲ့ပိုးပြီးတော့ပူပန်ကြောင်းကြစိုက်နေတာတွေရှိတယ်ဟုတ်လားတကယ်အဖြေတွေကယာပြီးသားတွေယာပြီးသားအဖြေကိုပဲထပ်ပြီးတော့ထုတ်ရင်းတဲ့စိတ်ကပင်ပန်းနေတာအနာဂတ်ကိုစိတ်မချနိုင်ဘူးပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကအနာဂတ်ဆိုတာဘာလို့ရောက်မလာသေးဘူးတဲ့သိပြီးတော့ဆန္ဒတွေစောမနေနဲ့ပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အတိတ်ဟာမရှိတော့ဘူးလို့အနာဂတ်ဟာမရောက်သေးဘူးလို့ရိုးရှင်းနားလည်ပြီးတော့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့နေနိုင်မယ်ဆိုရင်နေနိုင်တဲ့လောက်ဒီစိတ်ဟာငြိမ်းအေးမှုချမ်းသာမှုရှိတယ်လို့နားလည်ရအတိတ်ကိုနားမလဲပဲနဲ့အနာဂတ်ကိုနားမလဲပဲနဲ့အမြဲတမ်းဖြစ်ခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့ပူပန်ကြောင်းကြနေကြတယ်မကြည်မချမ်းဖြစ်နေကြတယ်ဘာမှမရှိတော့တာကြီးဟာကိုယ့်အတွက်ကိုယ့်လှုပ်ဆက်နဲ့ကိုဝန်တုံဝူကြီးဖြစ်ပြီးတော့ဒုက္ခရောက်နေတဲ့လူတွေအများကြီးရှိမရှိတော့တာတွေနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်နေတာဘယ်လောက်မိုက်မဲလဲစဉ်းစားကြည့်ဟုတ်လားမရောက်သေးတာတွေနဲ့ပတ်သက်ပြီးတော့အလွန်ပူပန်ကြောင်းကြနေတာလဲဘယ်လောက်မိုက်မဲလဲစဉ်းစားကြည့်ကျူတင်ပြီးတော့အနာဂတ်ကိုအကောင်းဆုံးဖြစ်အောင်ဦးဇင်းတို့မစီမံရဘူးလို့မဆိုလို့ဘူးဟုတ်လားတိုးတော့အနာဂတ်ဆိုတာတကယ်ရောက်လာသေးတာမဟုတ်အနာဂတ်ကိုတကယ်ကောင်းစေခြင်းနဲ့ဆိုရင်လည်းပဲဦးဇင်းတို့တကယ်အလုပ်လုပ်လို့ရတာကပိဿုပံမှာပဲအလုပ်လုပ်လို့ရတာကွယ်ပြနားလည်ဖို့နော်တော့ဒီနေရာမှာဦးဇင်းပိဿတို့ကိုစဉ်းစားစရာလေးတစ်ခုထည့်ပြီးတော့ပြောရင်တာကအတိတ်နဲ့အနာဂတ်ကိုပဲပြန်နေမယ်ကြံနေမယ်ဆိုရင်ဒီစိတ်ဟာဘလို့မှတော့ချမ်းသာစရာတတ်တာစရာအကြောင်းမရှိဘူးအဲ့လိုဆိုရင်စိတ်ရဲ့မိဟာယုတ်ခန္ဓာကြီးဟာလည်းပဲချမ်းသာတဲ့အကြောင်းမရှိဘူးလို့ဒါလေးကိုနားလည်ဖို့ဘယ်လိုဇကြီးဆယ်ဝဲထဲမှာတိမိယဇတ်ဆိုတာလူတိုင်းကြားဘူးနော်ရှင်မင်းလောကမှာဆိုလို့စကားမပြောတဲ့မင်းသားလေးပေါ့ဟုတ်လားအဲ့ဒီမင်းသားလေးကနောက်တော့အဋ္ဌံပါရမီကိုဖြည့်ဆည်းရင်းနဲ့အောင်မြင်ပေါက်မြောက်သွားတဲ့အခါကျတော့ဖေကြီးကဒီအစွန်းအထိုင်းလေးတိုင်းပြည်မှာရှိရင်ကျက်တည်မင်္ဂလာမရှိဘူးအနောက်တကားကနေထုတ်ပြီးတော့တတ်စီမြေမြုပ်တတ်စီလို့အမိန့်ချတယ်ဟုတ်လားအဲ့ဒါနဲ့သူတော့ရောက်သွားတဲ့အခါကျတော့သူ့ဆန္ဒပြည့်ဝပြီဆိုပြီးတော့အဲ့ဒီမှာယသိဝတ်သူနန္ဒယထာတိန်ကတိုင်းပြည်ရောက်တဲ့အခါနန်းတော်ရောက်တဲ့အခါကျတော့ဒါအစွန်းအထိုင်းမဟုတ်ဘူးအခုယသိဝတ်နေပြီဒီသတင်းစကားကိုပေးတော့မေတော်နဲ့ခမဲတော်နဲ့ကဒါယသိရှိတဲ့နေရာကိုလိုက်သွားကြတယ်ကိုရောက်တဲ့အခါကျတော့ခမဲတော်နဲ့မေတော်ကိုတားဖြစ်တဲ့တိမိယယသိကဘာနဲ့အခန့်တက်ခင်းနေလဲဆိုတော့တိရွက်ပြုတ်စီမပါစားမပါရေလုံးပြုတ်တာတဲ့တိရွက်ပြုတ်အဲ့ဒါကိုတဲတယ်အဲ့တော့ခမဲတော်မင်းကြီးကဒါငါသားစားတဲ့အစားအစာတွေအဲ့ဒါနဲ့မိဖုရားကြီးကိုပြတယ်ကြည်စမ်းမအောင်ဒါငါသားစားတဲ့အစားအစာတွေနောက်ကမောင်မမိတ်တန်တွေကိုပြတယ်မူမတ်ဘိုးဘာတွေကိုပြတယ်ကြည်ပါအောင်ဒါငါသားစားတဲ့အစားအစာတွေအံ့ဩတာနော်အဲ့ဒါကို तू မစားနိုင်ဘူးနော်လက်ဖွားပေါ်တင်ပြီးတော့ဒီစားစာကိုစားပြီးတော့နေတဲ့သားကို तू တေးသေးချာချာကြည့်တဲ့အခါကျတော့သားရဲ့မျက်နှာကအလွန်တရာမှကြည်လင်တန့်ရှင်းပြီးတော့ဝင်းအိအယောင်တွေများတောင်ထွက်နေသလားလို့ထင်ရတယ်အဲ့ဒီလိုအနေထားမျိုးတွေ့တဲ့အခါကျတော့မင်းကြီးကမမေးပဲမနေနိုင်ဘူး။ဘာမေးလဲဆိုတော့အရှင်ယသိတဲ့ဒီလောက်ကြမ်းတမ်းတဲ့အစားအစာကိုစားပြီးတော့တိုးထဲမှာတယောက်တည်းနေနေတဲ့တင့်အတွက်ဘယ်နဲ့ကြောင့်မျက်နှာကဒီလောက်တောင်ကြည်လင်လန်းဆန်းနေရသလဲ။အဲ့လိုမေးတဲ့အခါကျတော့ဘုရားလုံးကဘာပြောလို့ဆိုတော့မင်းကြီးတဲ့အဲ့လိုတိုးထဲမှာတယောက်တည်းနေရလို့ကိုပဲငါရဲ့မျက်နှာကကြည်လင်တန့်ရှင်းနေတာတဲ့။ဒီစကားလေးကလည်းအတိတ်ပဲပါတယ်ဟုတ်လား။တယောက်တည်းနေရလို့ကိုပဲစိတ်ကဘာဖြစ်နေတာရုပ်လေးကကြည်လင်တန့်ရှင်းနေတာအများနဲ့နေရင်စိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေရှိတယ်စိတ်ကညစ်မယ်ရှုပ်မယ်ဆိုရင်စိတ်ရဲ့မိယာယုတ်ကြီးကလည်းညစ်မယ်ရှုပ်မယ်ညစ်တဲ့ပုံရှုပ်တဲ့ပုံကြီးပေါက်မယ်ပေါ့နော်နောက်တစ်ချက်ဆက်ပြောတာလေးကအခုအရင်ပြောနေတဲ့တရားစကားနဲ့ဆက်ဆက်ပြီးတော့တွေးကြကောင်းတယ်အတိတနာလူသောစာမိနဗ္ဗဇပါမိအနာဂတံပိစုပန္နေနယာပေမိတေနဝနောပတိတတိမင်းကြီးတဲ့အတိတနာလူသောစာမိငါဟာဖြစ်ခဲ့ပြီးသားအတိတ်ကာလကအနေထားနဲ့ပတ်သက်ပြီးတော့ဘာမှငါစိတ်ထဲမှာစိုးရိမ်တာတွေပူပန်တာတွေမရှိဘူးတဲ့နဗ္ဗဇပါမိအနာဂတံမဖြစ်သေးတဲ့အနာဂတ်ကာလအနေထားနဲ့ပတ်သက်ပြီးတော့လည်းပဲငါစိတ်ထဲမှာတောင့်တမှုကြောက်ကြမှုတွေနဲ့ပူပန်နေတာဘာမှမရှိဘူးတဲ့သူအတိတ်နဲ့အနာဂတ်ကိုကောင်းကောင်းနားလည်ထားတာနော်အတိတ်ကြောင့်သူဆင်းရဲတာမရှိဘူးအနာဂတ်ကြောင့်ပူလောင်တာလည်းမရှိဘူး
ဒါတွေမကဘူးတဲ့ပစ္စုပန်နေနရာပေမိတဲ့ဟောဒီစကားလေးကိုဦးဇင်းကအလွန်သဘောကျတယ်ပစ္စုပန်နေနရာပေမိတဲ့ပစ္စုပန်နဲ့ငါစိတ်ဟာမျှတတယ်တဲ့ဒီစကားလေးကိုတေချာစွဲအောင်မှတ်နော်သူစိတ်ကပစ္စုပန်နဲ့မျှတတယ်ဆိုလိုတာကအခုလောလောဆယ်ဖြစ်နေတာလေးနဲ့အဆင်ပြေတယ်လို့ပြောတာဟုတ်လားအတိတ်နဲ့ပတ်သက်ပြီးတော့စိုးရိမ်တာလည်းမရှိဘူးအနာဂတ်နဲ့ပတ်သက်ပြီးတော့တောင့်တကြောင်းကြပူလောင်တာလည်းမရှိဘူးအခုလောလောဆယ်ဖြစ်တာကိုလည်းစိတ်ကမျှတအဆင်ပြေတယ်ကျင့်တတ်ပါတယ်ပေါ့အဲဒါကြောင့်မလို့တေနဝန္နောပတိတတိငါမျက်နာလေးဟာကြည်လင်တန့်ရှင်းနေတာတဲ့စဉ်းစားနော်မျက်နာလေးတွေကြီးနေတယ်ရုပ်ကလေးတွေကြီးနေတယ်ဆိုတာစိတ်ရဲ့ကြည်လင်တန့်ရှင်းမှုကိုဖော်ပြနေတယ်လို့မဆိုနိုင်ဘူးလားမျက်နာဆိုတာအထင်ရှားဆုံးမြင်ရတယ်စိတ်ကိုကြည့်တယ်ဘတွင်ပေါက်လို့တောင်ပြောမယ်ဆိုရင်ပြောလို့ရတယ်စိတ်ကလေးကကြီးနေမျက်နာလည်းကြီးနေစိတ်တွေကနောက်နေမျက်နာလည်းနောက်ကျကျဖြစ်နေစိတ်ကမရှင်ဘူးဆိုရင်မျက်နာလည်းမှိုင်းကျသွားတာပဲလေမျက်နာမြင်လိုက်တာနဲ့စိတ်ဆင်းရဲနေသလားစိတ်ချမ်းသာနေသလားဆိုတာကိုတော်တော်များများမှန်းလို့မရဘူးလားဒါစိတ်ကြီးနေတယ်ဆိုတာမျက်နာလေးကြီးနေတယ်ဆိုတာစိတ်ကြီးနေတယ်ဆိုတာကိုသူပြတာပဲလေဘာလို့သူ့ရဲ့မျက်နာလေးကကြီးနေတာတော့အတိတ်နဲ့ပတ်သက်ပြီးတော့စိုးရိမ်တာမရှိဘူးအနာဂတ်နဲ့ပတ်သက်ပြီးတော့ပူပန်ကြောင်းကြတောင့်တတာမရှိဘူးအခုလောလောဆယ်ဖြစ်နေတဲ့အနေအထားလေးကိုဘာပဲဖြစ်နေအဲ့ဒါကိုသူစိတ်ကမျှတတယ်ကျင့်တတ်တယ်အဆင်ပြေတယ်တဲ့အဲဒါကြောင့်မလို့တေနဝန္နောပတိတိငါမျက်နှာဟာကြည်လင်းနေတာတဲ့ဒါကသူ့ရဲ့အနေအထားလေးကိုပြောတာနောက်ထပ်လူအများစုရဲ့အနေအထားကိုသူထပ်ပြီးတော့ဝေဖန်ပြတယ်အနာဂတပဇ္ဇပါယအတိတတနုသောစနာဧတေနဘာလသုတ်တန်တိနလောဝဟရိတောလူတော်တဲ့မင်းကြီးတဲ့ဟောဒီလောကကြီးမှာအတိတ်အနာဂတ်ပစ္စုပန်ကာလသုံးပါးမှာဖြစ်ပေါ်နေတဲ့သဘာဝတွေရဲ့အကြောင်းတရားကိုမှန်မှန်ကန်ကန်မသိမမြင်ကြတဲ့မိုက်မဲကြတဲ့ပုဂ္ဂိုလ်တွေဟာအနာဂတပဇ္ဇရှောင်းမလာတဲ့တောင့်တမှုကြောက်ကြမှုတွေနဲ့သူတို့ရဲ့စိတ်နှလုံးဟာအလွန်မှပူပန်နေကြတယ်တဲ့အတိတတနုသောစနာဖြစ်ခဲ့ပြီးသားဘာမှမရှိတော့တဲ့အတိတ်ကာလကအနေထားတွေနဲ့ပတ်သက်ပြီးတော့လည်းပဲသူတို့ရဲ့စိတ်ဟာအလွန်တရာမှစိုးရိမ်နေကြတယ်တဲ့အဲ့ဒီတော့ဘာဖြစ်နေတော့နှလုံးဝဟရိတောလူတော်တဲ့ဆွဲနှုတ်ထားတဲ့မြက်ပင်လေးများလို့ဣတိနာဘာလာတုတ်တန်ဒီအဲ့ဒီမိုက်မဲတဲ့လူမိုက်တွေဟာညှိုးနွမ်း6တွေ့နေကြတယ်တဲ့ဘုရားတို့မြက်ပင်လေးတွေကိုဆွဲပြလိုက်မယ်ဆိုရင်ခဏနေဘာဖြစ်တော့ညှိုးသွားနော်နောက်ရက်လောက်ဆိုရင်ဘုရား6တောင်6သွားဟုတ်လားအဲ့လိုပဲအတိတ်နဲ့အနာဂတ်ကိုနားလည်မှုမရှိဘဲနဲ့နော်အတိတ်နဲ့ပတ်သက်ပြီးတော့စိုးရိမ်နေအနာဂတ်နဲ့ပတ်သက်ပြီးတော့တောင့်တမှုကြောက်ကြမှုတွေနဲ့ပူလောင်နေဆိုရင်ဒီလိုဟာဆွဲနှုတ်ထားတဲ့မြက်ပင်များလို့ညှိုးနွမ်းနေတယ်တဲ့ဒါကြောင့်ကိုယ့်ဘဝကိုညှို့ညွတ်နွမ်းနွမ်းပူပူလောင်လောင်ပုံမျိုးမပေါက်ရအောင်စိတ်ကလေးကိုကြည်လင်တန့်ရှင်းနေဖို့မလိုဘူးလားအဲ့လိုစိတ်ကိုကြည်လင်တန့်ရှင်းအပြစ်ကင်းနေသေးခြင်းနဲ့ဆိုလို့ရှိရင်အတိတ်နဲ့အနာဂတ်ကိုကောင်းကောင်းနားလည်အောင်လုပ်ရမယ်နားလည်အောင်လုပ်ပြီးတော့အတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့မြတ်စွာဘုရားဆုံးမထားတဲ့ဒီအဆုံးအမလေးကိုစွမ်းအားရှိသမျှလိုက်နာကိုကြိုးပမ်းအထောက်ကြရမယ်ပေါ့နော်ဒါကဦးဇင်းတို့ပထမဂါထာဘယ်နှပုဒ်ပြောမှာတော့၄ပုဒ်ပြောမှာနော်ဒါပထမဂါထာဒီဂါထာ၄ပုဒ်ကတစ်ပုဒ်နဲ့တစ်ပုဒ်အလွန်လေးနဲ့စွာဆက်ဆက်နေတယ်အဲ့ဒါကိုလည်းပဲပေးသက်ပေါင်းသူတို့အောင်တို့အာယုံစိုက်ပြီးတော့နာယူကြည့်မယ်ဆိုရင်သိနိုင်လိမ့်မယ်ပေါ့နော်တော့ဒုတိယဂါထာဆက်ပြီးတော့ပြောမယ်ဒုတိယဂါထာကဒီသုတ်တန်ဒီဒေသနာရဲ့အသက်သွေးကြောလို့ဆိုနိုင်တယ်သူအဓိကကြားတယ်ပေါ့ခုနတော့ကပထမဂါထာကချမ်းသာခြင်းကြတယ်ဆိုရင်အတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့ပြောခဲ့တာအဲ့ဒါတကယ်လက်တွေ့မှာဦးဇင်းတို့တရားဓမ္မတို့ရဲ့စိတ်တွေဟာနော်အတိတ်နဲ့အနာဂတ်ဟာမပြန်တင်တော့မကြံတင်တော့အရာလို့နားလည်ပါလှဲခင်နဲ့တိတိကြီးနဲ့တကယ်ကြတော့စိတ်ကအတိတ်နဲ့အနာဂတ်မှာပဲကျက်စားနေတာများတယ်ဟုတ်လားအဲ့တော့တကယ်လက်တွေ့ဘဝမှာစိတ်ကိုအတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့ဦးဇင်းတို့ဘယ်လိုနေမလဲအဲ့ဒီမေခွန်းရဲ့အဖြေဟာဒုတိယဂါထာမှာအပြည့်စုံပြထားတယ်နော်ချမ်းသာခြင်းနဲ့ဆိုရင်အတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့လိုအပ်တယ်အဲ့လိုဆိုရင်အတိတ်ကိုမပြန်ဘဲနဲ့အနာဂတ်ကိုမကြံဘဲနဲ့နေနိုင်အောင်ဦးဇင်းတို့ဘယ်လိုကျင့်မလဲတကယ်လက်တွေ့ကဘယ်လိုကျင့်မလဲဘယ်လိုအားထုတ်မလဲအဲ့ဒီအဖြေကိုပြောပါနော်ပိစုပန်နိသယောဓမ္မတထဝိပတ္တိအတံဟိတံအသင်ကုပ္ပံတံဝိရမနုပြုဟိပိစုပန်နိသယောဓမ္မတထဝိပတ္တိ
အခုလောလောဆယ်ပြစ္ဆုတ်ပံအခိုက်အတန့်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးအမှန်သိအထူးသိပြီးတော့နေလိုက်ပါတဲ့အတိတ်ကိုမပြန်မဲနဲ့အနာဂတ်ကိုမကြံမဲနဲ့နေနိုင်မဲ့နေပေါ့နော်အခုလောလောဆယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့သဘာဝတရားလေးပြစ္ဆုတ်ပံမှာဖြစ်နေတဲ့သဘာဝတရားလေးကိုအထူးသိအမှန်သိပြီးတော့နေလိုက်ပါတဲ့အတူချုပ်ကလေးပြောလိုက်တာပါသူ့ကိုဦးဇင်းတို့အခြေဖြန့်ပြီးတော့နားလည်မယ်ဆိုရင်မဟာသတိပဋ္ဌာန်သုတ်တန်ကြီးတစ်ခုလုံးကိုပြောဖို့ရှိမယ်ပေါ့နော်ပြစ္ဆုတ်ပံမှာဖြစ်နေတာကိုသိပါဆိုတာသတိပဋ္ဌာန်တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေပို့ပြီးတော့သဘောပေါက်မယ်တကယ်တမ်းကသတိပဋ္ဌာန်တရားကိုအားထုတ်တယ်ဝိပဿနာတရားအားထုတ်တယ်ဆိုတာပြစ္ဆုတ်ပံမှာဖြစ်နေတာကိုပဲသိတာပဲလေဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိတာဖြစ်ပြီးသားကိုတွေးခိုင်းတာမဟုတ်မဖြစ်သေးတာကိုကြိုတင်ပြီးတော့စဉ်းစားခိုင်းတာမဟုတ်ဘူးဆိုကြပါစို့ဝင်လေလေးဝင်သွားတယ်လို့သိလိုက်တယ်ဒါပါလေပြစ္ဆုတ်ပံဖြစ်နေတာလေးကိုပဲသိတာပဲထွက်လေလေးထွက်သွားတယ်လို့ပဲသိလိုက်တယ်ဒါပါလေပြစ္ဆုတ်ပံမှာဖြစ်နေတာကိုပဲသိတာမဝင်သေးခင်မှာကြိုသိတာလည်းမဟုတ်ဝင်ပြီးမှသိတာလည်းမဟုတ်ဟောစဉ်းစားကြည့်နော်အခုလောလောဆယ်ဖြစ်နေတဲ့အနေအထားလေးကိုပဲလောလောဆယ်စိတ်ကလေးနဲ့ဘာလို့သိအောင်ကြိုးစားတာအဲ့ဒါလိုပဲဦးဇင်းတို့တခြားမြင်မှုကြားမှုအနံ့ရမှုစားသောက်မှုတွေ့ထိမှုတွေ့ချမ်းမှုချမ်းသာမှုဆင်းရဲမှုဝမ်းသာမှုဝမ်းနည်းမှုအကြောင်းအားလျော်စွာဒီခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးအပိုးအလိုမလုပ်ဘဲနဲ့ဖြစ်ရွှဲမှုနှုတ်ပဲမှုမရှိဘဲနဲ့တကယ်ဘက်လိုက်မှုကင်းရှင်းနဲ့အတိအမှတ်ပြုယုံလေးပဲအတိအမှတ်ပြုပြီးတော့နေမယ်ဆိုရင်ဒါဘာလို့တဲ့ခေါ်တော့တတိပဋ္ဌာန်တရားပွားတာအဲ့ဒါကိုမြတ်စွာဘုရားအခုအတူချုပ်ပြီးတော့ပြောတာပစ္စုပန်နိစ္စယောဓမ္မအခုလောလောဆယ်ပစ္စုပန်အခိုက်အတန့်မှာဖြစ်နေတာလေးကိုအထူးသိအမှန်သိပြီးတော့နေလိုက်ပါတဲ့မြင်တယ်ဆိုရင်လည်းမြင်တယ်လို့သိလိုက်ပေါ့မြင်မှုကိုသတိရှိရမယ်ကြားတယ်ဆိုရင်လည်းကြားတာကိုသတိရှိရမယ်ကိုယ်ခန္ဓာကိုအာယုံစိုက်ကြည့်လိုက်သဘာဝတရားတွေကဒလဇတ်ဖြစ်နေတာမြင်ကြားနံစားထိတွေ့တစ်မျိုးဖြစ်နေတာဟုတ်လားအဲ့ဒီဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးသိနေတာပြစ္ဆုတ်ပံကိုသိနေတာပဲဟုတ်လားအဲ့လိုပြစ္ဆုတ်ပံတိုင်းကိုဦးဇင်းတို့အတိလေးလိုက်ပြီးတော့နေနိုင်မယ်ဆိုလို့ရှိရင်ဘလို့အကျိုးရလက်တွေထွက်လာမှာတော့အတ္တန်ဟိရံအတ္တန်ကုပ္ပံဒီစကားလုံးလေးနှလုံးအလွန်ပြောစရာကောင်းတယ်အဓိပ္ပာယ်ကအလွန်ကိုကောင်းတယ်အတ္တန်ဟိရံပြစ္ဆုတ်ပံကိုသာတိနေမယ်ဆိုလို့ချင်းအဲ့ဒီကိုတိနေတဲ့အာယုံကြောင့်အဲ့ဒီအတွေ့အကြုံကြောင့်ဒီစိတ်ဟာနော်လောဘဖြစ်အောင်ဖြားယောင်းခြင်းကိုမခံရဘူးတဲ့အာယုန်တွေကကိုယ့်ရဲ့စိတ်ကိုလောဘဖြစ်အောင်မလုံနိုင်ဘူးပေါ့ပိဿုပံကိုသာသိနေမယ်ဆိုရင်အတ္တန်ဟိရံဆိုတာတွေးဆောင်ဖြားယောင်းခံရတယ်လို့ပြောတာလှည့်စားခံရတယ်လိန်ညာခံရတယ်လောကမှာတယောက်လှည့်စားကြတယ်လိန်ညာကြတယ်တွေးဆောင်ဖြားယောင်းကြတယ်ဆိုတာဘာလဲမဟုတ်တာကိုအဟုတ်လို့ပြောတာပေါ့နော်ယုံစားသွားတော့ဘာတော့ဟာလှည့်စားခံရရတယ်ကုမြတ်စွာဘုရားကလောဘဖြစ်တာကိုလှည့်စားခံရတယ်လို့သုံးတယ်အတ္တန်ဟိရံဆိုတာအဲ့ဒါကိုပြောတာနော်အတ္တန်ကုပ္ပံဆိုတာကြတော့သူကဖြည့်စည်းခံရတာကိုပြောတာပြစ္ဆုတ်ပံကိုသာတိနေမယ်ဆိုရင်ဒီတိနေရတဲ့အာယုန်တွေကဒီစိတ်ကိုဒေါသဖြစ်အောင်မဖြည့်စည်းနိုင်ဘူးတဲ့ဆိုလိုတာကဒေါသဖြစ်သွားပြီဆိုရင်ဒီစိတ်ကိုအာယုန်ကဖြည့်စည်းပြလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအလွန်အဝင်ခွင်ကြတဲ့အတုံအနှုံပဲလောဘဖြစ်သွားတာကိုလှည့်စားခံရတယ်လို့သုံးတယ်ဒေါသဖြစ်သွားတာကိုဖြည့်စည်းခံရတယ်လို့သုံးတယ်အဲ့ဒါကိုနားလည်သိခြင်းတယ်ဆိုကြပါစို့လက်တွေ့လေးဦးဇင်းပြောကြည့်မယ်နော်တခုခုဦးဇင်းတို့မြင်လဲရလို့ကြားလဲရလို့တစုံတစ်ခုအတွေ့အကြုံကြောင့်ဒါကိုမက်မောသွားတယ်ဆွဲသွားတယ်လောဘဖြစ်သွားတယ်ပေါ့နော်အဲ့လိုလောဘဖြစ်သွားတယ်ဆိုရင်ဒါဘာဖြစ်ပြီးတော့ကိုယ်စိတ်ဟာလှည့်စားခံလိုက်ရတယ်ဆိုလိုတာကဒီတွေ့ကြုံနေရတဲ့အတွေ့အကြုံထဲမှာမက်မောစရာဆိုတာမပါဘူးဆိုတဲ့အဓိပ္ပာယ်အလိုလိုတက်ရောက်တယ်သို့တော့ကိုကသူ့ကိုအမှန်တိုင်းမြင်အောင်ကြည့်တဲ့အတိတတိမရှိတဲ့အတွက်ကြောင့်မမောစရာမပါတော့ထိုးအာယုံတည်ပြီးရင်ကိုယ်စိတ်ထဲမှာတော့မမောစရာလို့ထင်ပြီးတော့မမောသွားလိုက်တယ်အဲ့တော့စိတ်ကဘာဖြစ်ခံရတော့လှည့်စားခံလိုက်ရတာဘယ်သူကလှည့်စားတာအာယုံကလှည့်စားသွားလောကလှည့်စားသွားတော့နော်ဘာလို့လှည့်စားသွားတာပြစ္ဆုတ်ပံကိုဖြစ်နေတာကိုမသိလို့ဟုတ်လားလောဘဖြစ်တိုင်းဩငါစိတ်ကလှည့်စားခံနေရတာလို့နားလည်ဖို့လိုတယ်ဘလောက်ကောင်းတဲ့အသုံးနှုံလဲဒေါသဖြစ်တာကိုကြတော့ဗာပြောတော့ဖြစ်စည်းခံရတာလေဟုတ်တယ်စိတ်လိုသွားပြီဆိုရင်ဒီဒေါသကဒီစိတ်ကသုံးစားလို့မရတော့ပျက်စီးသွားတယ်ဘယ်သူကဖြစ်စည်းတာဒီအာယုံကပဲလေတ
ဒါကြောင့်ဦးဇင်းတို့ဓာတုခန္ဓာဘဝသုတ်တံမှာကြတော့ဗာပြောတော့အာယုန်တွေကဒီဓာရကိုမီးရှို့နေတယ်လို့အဲ့လိုဟောတာရှိတယ်ရွာပြက်တမြကြီး6ကနော်တဲစုပ်တဲကုတ်ကလေး6လုံးကိုမီးပုံတိုက်နေတယ်မီးရှို့နေတယ်လို့သုံးတယ်အခုအာယုန်ကဘာလို့တော့လှည့်စားတယ်ဖြည့်ဆည်းတယ်လောဘဖြစ်တာကိုလှည့်စားခံရတယ်လို့ပြောတယ်ဒေါသဖြစ်တာကိုဖြည့်ဆည်းခံရတယ်လို့ပြောတယ်အဲ့ဒါအကယ်၍သာဦးဇင်းတို့တွေကဓမ္မတို့တွေကပြစ္ဆုတ်ပံအခါအိတ်တန်တိုင်းကိုသာအတိအမှတ်ပြုပြီးတော့နေနိုင်မယ်ဆိုရင်အဲ့ဒီအတွေ့အကြုံအဲ့ဒီအခြေအနေအရရကကိုယ့်စိတ်ကိုလောဘဖြစ်အောင်လည်းမလှည့်စားနိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြည့်ဆည်းနိုင်ဘူးဟုတ်လားနားလည်ဖို့လိုတယ်နော်လောဘဒေါသမောဟမဖြစ်ဖဲနဲ့နေတဲ့နီးလောက်လောကမှာမြင့်မြတ်တဲ့နီးဆိုတာရှိနိုင်မှာမလားမရှိနိုင်ဘူးနော်ညာတော့ဖြစ်တယ်ကဓမ္မတို့ရောဦးဇင်းတို့ရောဘဝမှာအလှည့်စားခံရင်းနဲ့အဖြစ်စည်းခံရင်းနဲ့ပဲအချိန်ကုန်ခဲ့ကြတာလှည့်စားခံလိုက်ဖြစ်စည်းခံလိုက်လှည့်စားခံလိုက်ဖြစ်စည်းခံလိုက်နဲ့သွားနေတာဟုတ်တယ်မဟုတ်လားအဲ့လိုမဖြစ်ဘဲနဲ့လှည့်စားလည်းမခံရဘဲနဲ့ဖြစ်စည်းလည်းမခံရဘဲနဲ့အသိဉာဏ်ပညာကိုသာဖြစ်ပေါ်စေပြီးတော့နေနိုင်မယ်ဆိုရင်ဒီနေတဲ့နီးလောက်ကောင်းမွန်တဲ့နီးလောကမှာရှိနိုင်မလားမရှိနိုင်ဘူးဒါဘုရားပွဲမှာသိရတဲ့နီးပဲအဲ့ဒါကြောင့်မလို့တန်ဝိရမနုပြူဟဲ့အဲ့ဒီလိုမြင့်မြတ်တဲ့နေနီးကိုဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေဟာအမြဲတမ်းနေနိုင်မှုကြိုးစားကြတယ်တဲ့ဒါဒုတိယဂါထာလေးဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့နော်နေနိုင်ခြင်းနဲ့ငြင်းငြင်းအေးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တကယ်လက်တွေ့မှာဘယ်လိုနေမလို့ပစ္စုပန်ကိုတိပြီးတော့နေရမယ်ပစ္စုပန်ကလည်းအလွန်တူတောင်းတယ်ပစ္စုပန်ပြီးပစ္စုပန်ပစ္စုပန်ပြီးပစ္စုပန်သွားနေတာဟုတ်လားတရားထုတ်တယ်ဆိုတာပစ္စုပန်လေးကိုပဲတိသွားနေတာတိပိသားကိုထားခဲ့မဖြစ်သေးတာကိုနည်းနည်းမှကြိုပြီးတော့မတွေးနဲ့ဟုတ်လားဖြစ်နေတာလေးကိုပဲတိသွားအရန်သင့်ဖြစ်နေတာတွေကဒလဇက်ဖြစ်နေတာဟုတ်လားအဲ့ဒီအလေးအကျင့်ကိုဦးဇင်းတို့လေ့ကျင့်မယ်ဆိုလို့ရှိရင်လောကကအတွေ့အကြုံတွေကကိုယ်စိတ်ကိုလောဘဖြစ်အောင်လည်းမလှည့်စားနိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြစ်စည်းနိုင်ဘူးဒီနေရာမှာဦးဇင်းတို့တွေဟာဒီတတိဒီအတိမရှိတဲ့အခါကျတော့လောကရဲ့လှည့်စားတာကိုအမြဲတမ်းခံရတယ်ပေါ့နော်ဒါကတတိမရှိလို့လှည့်စားခံရတာတတိရှိရင်လှည့်စားမခံရအောင်ဘုရားတို့ဥဒ္ဒံပါဠိတော်ထဲမှာဂါထာလေးတစ်ပုဒ်ရှိတယ်အလွန်ပြောစရာကောင်းတယ်အတ္တတံတတ္တရူပေနပိယရူပေနအပိယံဒုက္ခံဒုက္ခတရူပေနပမတ္တမတိဝတ္တတိတဲ့ဒါရှင်းပြီးတော့တွေးဖို့ဒေသနာလေးတွေကိုဦးဇင်းချပြတယ်နော်အတ္တတံတတ္တရူပေနပိယရူပေနအပိယံဒုက္ခံဒုက္ခတရူပေနပမတ္တမတိဝတ္တတိအတ္တတံတာယာဘွယ်မဟုတ်သောလောကသည်တတ္တရူပေနတာယာဘွယ်ရာလိုလိုနှင့်တေချာနာထောင်နော်ပိယရူပေနအပိယံအပိယံချစ်ခင်နှစ်သက်စရာမဟုတ်သောလောကသည်ပိယရူပေနချစ်ခင်နှစ်သက်ဖွယ်ရာလိုလိုနှင့်ဒုက္ခံဒုက္ခတရူပေနဒုက္ခံဆင်းရဲသောလောကသည်ဒုက္ခတရူပေနချမ်းသာလိုလိုနှင့်ပမတ္တမတိဝတ္တတိတတိမရှိအတိမရှိကြတဲ့မေ့လျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးနှိပ်စက်ထားတယ်တဲ့အလွန်ပြောကြကောင်းဒီစကားအရာလောကမှာတာယာပွဲဆိုတာမရှိဘူးဆိုတာကိုသိနိုင်တယ်နှစ်သက်ပွဲဆိုတာမရှိဘူးဆိုတာသိနိုင်တယ်ချမ်းသာမှုဆိုတာမရှိဘူးဆိုတာသိနိုင်တယ်သို့တော့ကိုကသတိမရှိဘူးပြစ္ဆုတ်ပံကိုသိနေတဲ့အလေးအကျင့်ကိုမလေ့ကျင့်ဘူးဆိုရင်အဲ့ဒီတာယာပွဲမဟုတ်တဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာတော့တာယာစရာအပြည့်ဖြစ်ပြီးတော့တာယာမှုတွေဖြစ်သွားမယ်နှစ်သက်စရာမဟုတ်တဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာတော့နှစ်သက်စရာအပြည့်ထင်ပြီးတော့နှစ်သက်မှုတွေဖြစ်သွားမယ်ဆင်းရဲတဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာချမ်းသာပွဲအတိထင်ပြီးတော့နှစ်သက်သွားလိမ့်မယ်မေ့နေမယ်ဆိုလို့ရှိရင်ဟုတ်လားစဉ်းစားကြည့်နော်တာယာပွဲမဟုတ်သောနှစ်သက်ပွဲမဟုတ်သောချမ်းသာပွဲမဟုတ်သောလောကကတာယာပွဲနှစ်သက်ပွဲချမ်းသာပွဲရာလိုလိုနဲ့မေ့နေတဲ့တရားတွေကိုလှည့်စားနေတယ်လွှမ်းမိုးဖိစီးနေတယ်လို့ပြောတာဘဝမှာအဲ့ဒီလိုနေနေချိန်ကုန်ကြတာနော်ဦးဇင်းတို့တွေဟုတ်တယ်မဟုတ်လားဒီကထာလေးကဟောရပြောရခြင်းရဲ့အကြောင်းတည်တဲ့ဝတ္ထုလေးနဲ့တွဲပြီးတော့ပြောမှပိုကောင်းတယ်။ဘာကြောင့်ဒီဥဒ္ဒံဂါထာလေးကိုမြတ်စွာဘုရားကျူးရတာလဲဆိုတော့ရှင်သီဝလိရဲ့မယ်တော်ဖြစ်တဲ့သုပ္ပဝတ္တမင်းသမီးကိုအကြောင်းပြုတော့ဒီဥဒ္ဒံကိုကျူးတာ။ရှင်သီဝလိလူတိုင်းကြားဘူးရတယ်နော်။လက်လာပါပေါ်များတဲ့နေရာမှာဣတရေရရှင်သီဝလိဂါထာဆိုတော့ပစ္စည်းဥစ္စာပေါ်များခြင်းလို့ရွတ်တဲ့လူတွေတောင်ရှိတယ်ဟုတ်လား။မေတော်ဖြစ်တဲ့သုပ္ပဝါဒကဘဝတစ်ခုကဝစ်ကြွေးကြောင်မလို့ဒီသားဖြစ်တဲ့ရှင်သာဝိလိကိုရှင်သီဝိလိကို9နှစ်တိတိကိုဝင်ဆောင်ရတယ်တဲ့
သူတို့သားမိရောက်ဝှကျွေးပါတာပေါ်တခုတုန်းကမေတော်ဖြစ်တယ်သားကရှင်ဘုရင်ဖြစ်တယ်မြို့တစ်မြို့ကိုသိမ်းဖို့တိုက်ကြတဲ့အခါမှာဘလို့မှသူတို့မသိမ်းနိုင်ဘူးမသိမ်းနိုင်တော့မြို့ထဲမှာမအေးကရှိတယ်အဲ့ဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းကသူ့ကိုမတရားသိမ်းထားတာတကယ်ကအဲ့ဒီမှာသူ့ရဲ့အရင်ရှင်ဘုရင်နဲ့မွေးတဲ့သားကိုတိတ်တိစိတ်ပြင်းမဲ့ပို့ပြီးတော့အဲ့ဒါကစစ်တပ်ဆူဆောင်ပြီးတော့ဒီသူ့တိုင်းပြည်ကိုလာတိုက်တာပေါ့နော်ဘလို့မှမတိုက်နိုင်တဲ့အခါကျတော့ဒီအတွင်းမှာရှိတဲ့မေတော်ကလျှို့ဝှက်စာပို့တဲ့သားတွေကိုမင်းနိုင်ရင်လည်းဆိုရင်ပြင်ဘက်ကနေပိတ်ထားလိုက်အဝင်ထွက်မလို့ရှိရင်လည်းမြို့ကိုပိတ်ဆို့ထားအောင်နော်အဲ့ဒါကိုသားဖြစ်တဲ့လူကလည်းလိုက်နာပြီးတော့တိုက်တာနိုင်တယ်အဲ့ဒီမြို့ကျသွားအဲ့ဒီအကုသိုလ်ကံကြောင့်မို့လို့တဲ့သားမီးနှစ်ယောက်ဒုက္ခရောက်သားလည်းပဲအမေရဲ့ဝမ်းတိုက်ဘုံမဲ့တိုင်းမှာ9နှစ်လောက်နေရတယ်အမေကလည်းဒီကိုလေးလက်ဝင်ကြီးနဲ့ဆင်းရဲပင်ပန်းဆိုတာနေရတယ်အဲ့ဒါမွေးဖွားကနေမှာ9ရက်တိတိမိန်မောတွေ့ဝေရတယ်တဲ့သတိမေးလိုက်သတိရလိုက်အလွန်ကြီးမားတဲ့ဒုက္ခဝေဒနာခံစားရတယ်ဒါပေမဲ့သူကသောတာပန်ရိယာသူတော်ကောင်းဖြစ်တဲ့အတွက်ကြောင့်ဖရာတရားတန်ခါယရဏမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုအောက်မေ့ဆင်ခြင်ရင်းနဲ့ပဲအဲ့ဒီဒုက္ခဝေဒနာကိုကြော်ဖြတ်နိုင်အောင်ကြိုးစားတယ်သိခံတယ်ပေါ့နော်အဲ့ဒီမှာရှင်သေဝလိရဲ့မေတော်ဖြစ်တဲ့အဲ့ဒီသုဘဘာသာကအလွန်ဆင်းရဲပင်ပန်းတဲ့အတွက်ကြောင့်နော်လင်ယောက်ျားဖြစ်တဲ့ကောလိယမင်းသားကိုမြတ်စွာဘုရားကြီးကိုလွှတ်တယ်အရှင်မြတ်စွာဘုရားကြီးကိုသွားကြည့်ပါသုဘဘာသာမင်းသမီးအလွန်ဆင်းရဲနေလို့သုဘဘာသာမင်းသမီးကမြတ်စွာဘုရားခြေတော်ဆံကိုရှ िख ိုးကြောလိုက်ပါတယ်လို့လည်းလျှောက်ပေးပါမြတ်စွာဘုရားကိုသူ့ကိုယ်သာသွားကြောခိုင်းတယ်အဲ့တော့ဟိုရောက်တော့မြတ်စွာဘုရားကိုအလိုလျှောက်ပြီးတော့ကြောတော့မြတ်စွာဘုရားကသုဘဘာသာမင်းသမီးချမ်းသာစေတည်းလို့အဲ့လိုလေးနှုတ်မြက်ပြီးတော့မေတ္တာဓာတ်ကိုလွှတ်တယ်အဲ့ဒီအခိုက်အတန့်မှာပဲသားယောက်ျားလေးကိုချမ်းသာစွာမွေးဖွားတယ်တဲ့ယောက်ျားဖြစ်တဲ့လူကအဲ့ဒါကိုမသိသေးဘူးအိမ်မှာသားမီးနှစ်ယောက်ကချမ်းသာနေပြီပေါ့နော်အဲ့ဒါအိမ်ပြန်ရောက်လာတဲ့အခါကျတော့သုဘဝတ္တမင်းသမီးဟာဝမ်းသာလွန်းလို့မြတ်စွာဘုရားရဲ့ဘုံတကိုးတော်ကြီးမားလွန်းလို့နော်ဒုတိယတစ်ချိန်ထပ်ပြီးတော့မြတ်စွာဘုရားတီကိုလွှတ်တယ်ဘာလို့လွှတ်တော့မြတ်စွာဘုရားကိုယဟန်တန်ခါနဲ့တကွာ9ရက်တိတိသူ့အိမ်မှာဆွမ်းစားသွားပင့်ကြီးဆွမ်းပုံးပေးကြဖို့အဲ့လိုလွှတ်တော့ကောလိယမင်းသားကလည်းထပ်သွားတယ်ကိုရောက်တဲ့အခါကျတော့ဘုရားမှုရှိတဲ့တန်ခါတော်တွေ9ရက်တိတိသူ့အိမ်ကိုဆွမ်းပုံးပေးကြဖို့ပင့်တော့မြတ်စွာဘုရားကရှင်မမောက္ကလံကိုတော်မြတ်ကိုခေါ်ပြီးတော့จิตမောက္ကလံတဲ့အခုသုဘဝါဒမင်းသမီးကဆင်းရဲတွင်းကနေတော့လွတ်မြောက်တဲ့အတွက်ကြောင့်အထိတ်အမှတ်နေနဲ့ယဟန်တန်ခါကိုငါဘုရားမှုပြုတဲ့ယဟန်တန်ကိုဆွန့်ကပ်ချင်တာဒါပေမဲ့ဒီ9ရက်ကလည်းပဲတကားတယောက်ကဆွမ်းသားကပင့်ထားပြီးသားအဲ့ဒီဆွမ်းသားပင့်ထားတဲ့တကားကရှင်မမောက္ကလံရဲ့တကားရင်းဖြစ်တယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားจิตမောက္ကလံတင့်ရဲ့တကားကိုသွားပြီးတော့ပြောကြည့်ခွင့်တောင်းကြည့်အရင်ပင့်ထားတဲ့လူကိုခွင့်ပြုဖို့လိုသေးတာ哦ဒါမြတ်စွာဘုရားတော့မျက်နှာမလိုက်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုလည်းပြောလို့ရမယ်ပေါ့နော်အဲ့ဒါနဲ့ရှင်မမောက္ကလံကတပိတ်သင်္ကန်းယူပြီးတော့သူတကားရင်ကိုကြွသွားတာကိုရောက်တော့အကျိုးအကြောင်းပြောပြီးတော့နော်သုဘဝတ္တမင်းသမီးကိုအခွင့်အရေးပေးလိုက်ပါ9ရက်ပြီးမှသာလေတကားကြီးဆွမ်းကပ်ပါမြတ်စွာဘုရားလည်းတင့်ကိုသွားပြီးတော့ခွင့်ပန်ကြီးလို့ပြောလို့ငါရောက်လာတာအဲ့တော့အဲ့ဒီတကားကြီးကဘာပြောလို့ဆိုတော့သူပြောရလဲမှတ်သားကြရတော့ကောင်းတယ်အရှင်ဘုရားတဲ့တပည့်တော်ရဲ့အသက်အန္တရာယ်တပည့်တော်ပိုင်ဆိုင်တဲ့ဟောဒီဥစ္စာပစ္စည်းတွေရဲ့တပည့်တော်ရဲ့ယုံကြည်မှုတတ္တတရားရဲ့အဲ့ဒီ3မျိုးကိုမပြည့်စည်ပါစေဘူးဟောဒီ9ရက်အတွင်းမှာမပြည့်စည်ပါစေဘူးလို့အရှင်ဘုရားအာမခံနိုင်မယ်ဆိုလို့ရှိရင်သုဘဝတ္တမင်းသမီးအရင်ဆုံးကပ်ပါစေတပည့်တော်နောက်မှဆုံးကပ်ပါမယ်တဲ့အာမခံကြီးတောင်းတာနော်အသက်ရဲ့ဥစ္စာပစ္စည်းရဲ့တရားတရားရဲ့လို့ရှင်မမောက္ကလံကတကိုးရှင်ဆိုတော့တိတာပေါ့ရှေ့9ရက်ကိုသူကြိုးပြီးတော့စဉ်းစားမယ်ဒီတကားကြီး9ရက်တွင်မှမသေးဘူးလို့သိတယ်ဒီဥစ္စာပစ္စည်းကလည်း9ရက်တွင်မှမပြည့်စည်ဘူးလို့သိတယ်အဲ့တော့အရှင်မြတ်ကဘာမင်းရှိတယ်ဆိုတော့တကားကြီးဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်တင့်ရဲ့အသက်နဲ့တင့်ရဲ့ဥစ္စာပစ္စည်းကို9ရက်တွင်မှမပြည့်စည်ရစေဘူးလို့ငါအာမခံနဲ့တာဝန်ယူတယ်ဒါပေမဲ့လို့တင့်ရဲ့ယုံကြည်မှုတရားတရားကိုတော့တင့်ကိုယ်တိုင်မပြည့်စည်အောင်ပဲစောင့်ထိန်မှစောင့်ရှောက်ပါတဲ့စဉ်းစားနော်တရားတရားကိုသူများထိမ့်ပြီလို့မရအောင်နော်ကိုယ့်ရဲ့တရားတရားလေးချိုးယွင်းမသွားအောင်အားနဲ့မသွားအောင်ယိုယွင်းမသွားအောင်ကိုယ်တိုင်ပဲကြိုးစားတည်ဆောက်ရလိမ့်မယ်ဟုတ်လားအသက်နဲ့ဥစ္စာပစ္စည်းကိုစောင့်ရှောက်ရတာတဲ့တောင်တရားတရားကိုစောင့်ရှောက်ရတာခက်တယ်လို့ပြောရမလို့တောင်ရှိနေတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့တခါကြီးကအရှင်ဘုရားတဲ့အဲ့လိုအသက်နဲ့စီးစိမ်ကိုအာမခံနိုင်တယ်ဆိုရင်ရှိပါစေတရားတရားကိုတော့တပည့်တော်မပြည့်စည်အောင်စောင့်ထိန်မှပဲသုဘဝတ္တမင်းသမီးအရင်ဆုံးကပ်ပါစေအခွင့်ပြုတယ်အဲ့ဒါနဲ့သုဘဝတ္တမင်းသမီးကဘုရားမှုရှိတဲ့ယဟန်တန်က9ရက်တိတိဆွမ်းလုပ်ကျွေးခွင့်ရတယ်အဲ့တော့နောက်ဆုံးနေ့မှာ
စွန့်ကြွေးပွဲမှာသားဖြစ်တဲ့ရှင်သီဝလိကတရားစင်မှုကြီးဖြစ်တော်မူတဲ့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးနဲ့စကားပြောတယ်တဲ့။နောက်အရှင်မြတ်ကမေးတာပေါ့မင်းသားလေးချမ်းချမ်းသာသာရှိရဲ့လား။အဲ့တော့သူကဘာပြောတော့ရှင်ဘုရားဘလို့ချမ်းသာပါမလို့တဲ့ခုနှစ်တိတိသွေးအိုင်ထဲမှာနေခဲ့ရတာ။အဲ့လိုအချီချပြောနေကြတာကိုခလန်းလန်းကနေမေတော်သုပ္ပဝတ္တမင်းသမီးကမြင်တယ်။မြင်တဲ့အခါကျတော့အလွန်ကျဉ်တ်တယ်ကြည်စံငါသားကတရားစင်မှုကြီးရှင်သာရိပုတ္တရာနဲ့နောက်ဖက်ပြိုင်ပြီးတော့တောင်စကားပြောနိုင်တယ်အလွန်ကြီးပွားချမ်းသာနေတဲ့သားသမီးကိုမြင်တဲ့အခါမှာမုဒိတာဖြစ်တဲ့မိဘလိုမျိုးပေါ့နော်သူ့စိတ်ထဲမှာကျဉ်းနှံ့မျက်နှာပြုံးနေတယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကမြင်တော်မူတဲ့အခါအဲ့ဒီသုပ္ပဝတ္တမင်းသမီးကိုဗာမေးတော့ဆိုတော့သုပ္ပဝတ္တတဲ့တကယ်လို့ဒီလိုအစွမ်းတတ္တိရှိတဲ့လိမ္မာရေးကြနဲ့ပြည့်စုံတဲ့ဒီလိုရှင်သီဝလိလိုသားမျိုးကိုရခဲ့မယ်ဆိုရင်နောက်ထပ်မင်းဘယ်နှယောက်လောက်ယူမလဲတဲ့အဲ့တော့သုပ္ပဝတ္တမင်းကြီးကမြတ်စွာဘုရားတဲ့တပည့်တော်9ယောက်လောက်ယူမယ်ဗျာတဲ့မဆိုင်မထွားကိုဖြေတာနော်9ရက်တီတီကိုဝင်ဆောင်ခဲ့ရတဲ့ဒုက္ခတွေဘာဖြစ်သွားပြီတော့မေ့သွားပြီဟုတ်တယ်မဟုတ်လားစဉ်းစားနော်9ယောက်တောင်ယူမယ်လို့ပြောတော့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတစုံတယောက်ကိုရည်ညွှန်းပြောဆိုတဲ့ဒေသနာမျိုးတော့မဟုတ်ဘူးဘယ်သူမှရည်ညွှန်းတာလည်းမဟုတ်ဘူးအလိုလိုစိတ်ထဲမှာမဆန့်လို့နှုတ်တော်ကနေရှံကြလာတဲ့ဒေသနာအမျိုးအစားအဲ့ဒါကိုဥဒန်းလို့ခေါ်တယ်ဥဒန်းကျူးတယ်ဆိုတာအဲ့ဒါနော်အဲ့ဒီဥဒန်းကဘာတော့စောတော်ကဥစဉ်ပေးတဲ့တို့ကိုနည်းနည်းရှင်းပြရတဲ့ကာထာအတ္တတံတတ္တရူပေနပိယရူပေနအပိယံဒုက္ခဒုက္ခတရူပေနပမတ္တမတိဝတ္တတိတဲ့ตายาဘွယ်မဟုတ်သောနှစ်သက်ဘွယ်မဟုတ်သောချမ်းသာဘွယ်မဟုတ်သောလောကကตายာဘွယ်ရာလူလူနဲ့နှစ်သက်ဘွယ်ရာလူလူနဲ့ချမ်းသာလူလူနဲ့မေ့လျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးထားတယ်စဉ်းစားနော်ဒါကြောင့်ခုနတုန်းကပြစ္ဆုတ်ပံကိုသာတိတိနေမယ်ဆိုလို့ရှိရင်လောကကကိုယ်စိတ်ကိုလောဘဖြစ်အောင်လှည့်စားမှာမဟုတ်ဘူးဒေါသဖြစ်အောင်ဖြစ်စည်းမှာမဟုတ်ဘူးဆိုတဲ့ဒေသနာလေးကိုအခုဒေသနာလေးနဲ့ရှင်းပြီးတော့တွေးရမယ်ဟုတ်လားအဲ့ဒါကိုကပြစ္ဆုတ်ပံကိုသိမနေဘူးပြစ္ဆုတ်ပံကိုသိနေဖို့ဆိုတာတတိတလဇက်ရှိနေမှသိနိုင်တာပြောရရင်တတိမရှိဘူးဆိုတိုင်းမှာဒကာဓမ္မတို့ဦးဇင်းတို့တွေကအမြဲတမ်းလှည့်စားခံနေရတာပဲတတိရှိနေမှအလှည့်စားမခံရမှာဟုတ်လားအလှည့်စားခံရတိုင်းလည်းပဲဒကာဓမ္မတို့ဦးဇင်းတို့တွေကပါတော့အမြဲတမ်းလဲထွက်နေမှာပေါ့နော်ဒီဒုက္ခထဲမှာပဲလဲထွက်နေမှာဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့ဒုတိယဂါထာလေးတိတိကျကျမှတ်ရမယ်နော်အခုလောလောဆယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့ဟောဒီပြစ္ဆုတ်ပံအခိုက်အတန့်မှာဖြစ်နေတဲ့ဒီသဘာဝတရားတွေကိုနော်အထုသိအမှန်သိပြီးတော့နေလိုက်ပါဒါဆိုလို့ရှိရင်စိတ်ဟာလောဘဖြစ်အောင်လှည့်စားတာကိုလည်းခံရမှာမဟုတ်ဘူးဒေါသဖြစ်အောင်ဖြစ်စည်းတာကိုလည်းခံရမှာမဟုတ်အဲ့ဒီလိုမြင့်မြတ်တဲ့နေနည်းကိုပညာရှိသူတော်ကောင်းများနေထိုင်နိုင်ဖို့အဲ့ဒီနည်းနဲ့နေထိုင်နိုင်ဖို့အမြဲတမ်းကြိုးစားကြတယ်တဲ့ဒါဒုတိယဂါထာရဲ့အဓိပ္ပာယ်နော်အဲ့လိုဆိုရင်ဦးဇင်းတို့တတိယဂါထာဆက်ပြီးတော့သွားမယ်တတိယဂါထာကအလွန်မြင့်မြတ်တဲ့ငြိမ်းချမ်းတဲ့ဒီနေနည်းကိုတော့ကျင့်သုံးပြီးတော့နေနိုင်ကြဖို့အတွက်မြတ်စွာဘုရားတိုက်တွန်းတာအဲ့လိုတိုက်တွန်းတဲ့အချိန်မှာဘာကိုပြပြီးတော့တိုက်တွန်းလဲဆိုတော့သေခြင်းတရားကိုပြပြီးတော့တိုက်တွန်းတာဒါကအလွန်အဓိပ္ပာယ်ရှိတယ်ဆိုတာပြီးရင်သိရနိုင်မှာဟုတ်လားအလွန်ကောင်းတဲ့ပြောရရင်အကောင်းဆုံးဖြစ်တဲ့ဒီအလုပ်ကိုလုပ်နိုင်ဖို့အတွက်လုပ်ဖြစ်ဖို့အတွက်သေခြင်းတရားကိုပြပြီးတော့တိုက်တွန်းတာအဲ့ဒီဂါထာလေးကတော့နော်လူကြားသူကြားထဲမှာအလွန်အရောက်များတဲ့ဂါထာလေးပါပဲတခြားသောဒေသနာတွေထဲမှာလည်းပဲသူ့ကိုတွေ့ရတယ်ဒီသုတ်တန်ထဲမှာလည်းသူ့ကိုထည့်ပြီးတော့ဟောတာကိုတွေ့ရတယ်ဣဇေဝကိစ္စမာတဗံကောဇိညာမရဏတုဝေနာဟိနောသင်္ကရံတေနမဟာတိနေနမစ္ဆုနာကြားဦးတယ်မဟုတ်လားဣဇေဝကိစ္စမာတဗံကောဇိညာမရဏတုဝေနာဟိနောသင်္ကရံတေနမဟာတိနေနမစ္ဆုနာဣဇေဝကိစ္စမာတဗံအလွန်မြင့်မြတ်တဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့အဲ့ဒီအလုပ်ကိုဒီကနေ့ပဲလှုပ်ဖြစ်အောင်လှုပ်လိုက်ပါတဲ့ဘာလို့လို့တော့ကောဇင်ညာမရဏံတုဝေမနေ့ပြန်မှာနေရမယ်မနေရဘူးဆိုတာအတိအကျဘယ်သူမှမသိနိုင်လို့တဲ့ဒီချစဉ်းစားနော်အခုပဲလှုပ်တဲ့လှုပ်ထိုက်တဲ့တန်ဖိုးကြီးမားလာတဲ့ဒီအလုပ်ကိုအခုပဲလှုပ်ဖြစ်အောင်လှုပ်လိုက်ဘာလို့ဆိုတော့မနေ့ပြန်ဆိုတာမသေးကြဘူးဆိုတဲ့အတိတ်ပဲဟုတ်လားဦးဇင်းရဲ့မနေ့ပြန်တော့ဒီတော့မသေးသေးပါဘူးလောင်းစားလုံးမလားမပြောရင်တော့ကျွတ်တို့ရှုံးမှာပေါ့ဟုတ်လားမြတ်စွာဘုရားလည်းမနေ့ပြန်သေလိမ့်မယ်လို့ပြောတာမှမဟုတ်ပဲသေခြင်းလည်းသေမယ်နေခြင်းလည်းနေရမယ်ဟုတ်လားသေကြတာကတော့သေသွားကြတဲ့လူတိုင်းမနေ့ပြန်မှာငါသေလိမ့်မယ်လို့မသိဘဲနဲ့သေကြတာပါပဲ
ဟုတ်တယ်မဟုတ်လားတော့ဒီနေ့မှာဦးဇင်းတို့သဘောကျတာလေးတစ်ခုကမြတ်စွာဘုရားကဒေသနာတစ်ခုကိုဟောပြီးဆိုရင်အကြောင်းပြချက်ခိုင်ခိုင်လုံလုံကပါသမြဲပဲအခုလည်းပဲကောစင်ညာမရဏန်တုဝေမနေ့ဖြန်မှာနေရမယ်မနေရမယ်ဆိုတာမသေးကြဘူးလို့ပြောလိုက်တယ်အဲ့လိုပြောဖို့အတွက်အကြောင်းပြချက်ထပ်ပြီးတော့ပေးထားတယ်ဘာဖြစ်လို့မနေ့ဖြန်ဟာမသေးကြဘူးလို့ပြောရတယ်လဲနာဟိနောသင်္ကရတေနမဟာတေနေနမစ္ဆုနာအဲ့ဒါအကြောင်းပြချက်ပဲတနည်းအားဖြင့်အဲ့ဒါအဖြေပဲမဟာတေနေနမစ္ဆုနာများစွာစစ်တီရှိသောတေမင်းနဲ့နာဟိနောသင်္ကရတေနတတ္တဝါတွေမှာဘယ်အချိန်မှာတွေ့ကြုံကြမလို့ချင်းချက်ထားတာမရှိလို့ပဲတဲ့ဟောဒါအကြောင်းပြချက်ပဲနော်စစ်တီများစွာရှိသောတေမင်းနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာဘယ်အချိန်မှာတွေ့ကြုံကြမယ်လို့ချင်းထားတာညှိထားတာမရှိဘူးတဲ့ဒါလေးကိုလည်းဦးဇင်းကနားလည်အောင်တော့ပြောကျင်သေးတယ်လွယ်လွယ်လေးပြောသွားရင်လည်းပြီးသွားတာပါပဲဒါပေမဲ့အဲ့လိုတော့မဖြစ်စေချင်ဘူးပေါ့နော်များစွာသောစစ်တီရှိသောတေမင်းလို့ပြောတယ်တေခြင်းတရားကိုမြတ်စွာဘုရားကတတိတနက်နဲ့စံမြန်းနေတဲ့မင်းတစ်ပါးနဲ့ဥမာပေးတာပေါ့နော်တကယ်တည်းကတော့တေခြင်းတရားကတတိတနက်နဲ့စံမြန်းနေတာဘယ်မှမရှိပါဘူးတေမင်းဆိုတာဘာကိုပြောတာလဲလို့မေးရင်ဘယ်လိုဖြေမလို့ဒီခန္ဓာကိုယ်ကြီးကိုပြောတာတေမင်းကဒီခန္ဓာကိုယ်ကလွဲလို့တခြားဘယ်နာမှမရှိဘူးတေတတ်တဲ့ခန္ဓာဒီပင်လည်းတေမင်းဖြစ်တယ်စာလို့ပြောရရင်ဒီခန္ဓာဟာတေတတ်သောခန္ဓာတတ်အပ်သောခန္ဓာတတ်တတ်သောခန္ဓာပေါ့နော်တတ်အပ်တတ်တတ်ဆိုတာတုံးတယ်သူကတတ်လို့ပဲသူတေရတာသူဒီပင်လည်းတတ်တတ်တဲ့အရာသူဒီပင်လည်းအသက်ခံရတဲ့အရာအလွန်မှန်တာပဲလောကမှာသူများတတ်လို့တေရတဲ့မသားနဲ့ဘယ်သူမှမတတ်ဘဲနဲ့သူ့လိုတေသွားတယ်လူဘယ်ဟာပုံများဟုတ်တယ်မဟုတ်လားဘယ်သူတတ်လို့တော့သူတတ်တာပဲလေခန္ဓာကိုယ်ကြီးကသူတတ်သွားတာပဲဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အစမတန်ကိုများတာပါပဲသူများတတ်လို့တေရတယ်ဆိုတာလည်းပဲဒါကတတ်လို့ရလို့မို့မခိုင်မာလို့မို့တနည်းအားဖြင့်သူ့ကိုယ်ကစပြီးတော့တေတတ်တဲ့အရာဖြစ်လို့မို့တတ်လို့ရတာပဲလေအဲ့ဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ခန္ဓာတိုင်းဟာကိုယ့်ကိုတတ်သွားတာလို့ပြောမယ်ဆိုရင်လည်းပြောလို့မရဘူးလားရတယ်နော်သူ့လိုဒီလိုပဲတေးကြရတာပဲဟုတ်လားဒါကြောင့်မလို့မြတ်စွာဘုရားကတေမင်းဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာဘယ်မှလာပြီးတော့တတ်မှာမဟုတ်ဒီခန္ဓာကိုယ်ကြီးကသူ့လိုပဲပျက်စီးသွားမှာဟုတ်လားအဲ့လိုဆိုရင်ဦးဇင်းရဲ့တေမင်းကတော့သဘောပေါက်ပါပြီများစွာစစ်တီရှိသောဆိုတာဘာပြောတာတော့ဒီတေမင်းမှာစစ်တီတွေအများကြီးရှိတယ်ဆိုတော့ဘယ်သူတိုက်လို့မှသူ့ကိုမနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်စေချင်တာဘယ်လောက်နော်အရှိန်ဝါကြီးတဲ့ဘုံကြီးတဲ့နော်အာနာကြီးတဲ့ဘာကြီးပဲဖြစ်လို့နေတေမင်းနဲ့တွေ့ပြီဆိုရင်တော့အကုန်လုံးဟာသူ့ရှိမှအရှုံးပေးရတာကြီးပဲဟုတ်လားဘာလို့ဆိုသူကစစ်တီတွေအများကြီးရှိတာ哦အဲ့လိုဆိုရင်စစ်တီအများကြီးရှိတယ်ဆိုတာစစ်တီဆိုတာမပြောတာတော့ဒီခန္ဓာကိုယ်ကြီးဟာသိစရာအကြောင်းတရားတွေအလွန်များတယ်ဆိုတာကိုများစွာသောစစ်တီရှိတယ်လို့တင်စားပြောတာဆိုလိုတာကဒကာဓမ္မတို့ဦးဇင်းရဲ့ခန္ဓာကိုယ်ကြီးဟာအကြောင်းတရားများစွာကြောင့်သိနိုင်တယ်။ဘာမဟုတ်တဲ့အကြောင်းလေးကြောင့်လည်းသိနိုင်တယ်။နော်ဆိုကြပါစို့စံကြီးမင်းလောက်ရှိတဲ့အာရုံလေးတချို့ပြတ်တောက်သွားတာနဲ့လည်းဘုံနဲ့သိသွားနိုင်တယ်။ကျန်တဲ့ဟာတွေအကုန်အကောင်းအဲ့ဒါလေးမကောင်းတာနဲ့သွားမှာပဲ။ဟုတ်လား။ဒီနေရာမှာခန္ဓာကိုယ်ကြီးဟာသိစရာအကြောင်းတရားတွေအလွန်များတယ်ဆိုတာကိုပို့ပြီးတော့နားလည်နိုင်ခြင်းနဲ့ဆိုရင်ခန္ဓာဗေဒကိုနည်းနည်းလောက်လေ့လာကြည့်ပါနော်။ခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဘယ်လောက်ခက်ခဲရုန်းကန်နေရတယ်လဲဆိုတော့သိအောင်လုပ်လူတွေကကိုယ်အကြောင်းကိုသိအောင်လုပ်တဲ့အချိန်ကအလွန်နဲတာပဲဒီပြင်ဟာတွေပဲရှောက်သိခြင်းနေတာအဲ့ဒါအတွက်ပဲအချိန်ပေးတာကိုယ်အကြောင်းကိုတော့ဘာမှမသိဟုတ်လားဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီခန္ဓာကိုယ်ကြီးကသူ့ဘလို့အလုပ်လုပ်နေတယ်လဲဆိုတာကိုမြင်အောင်ကြည့်လူတွေကငါရှင်ခြင်းလို့ရှင်နေတာလို့ထင်နေတာလေမင်္ဂအကြောင်းတရားတွေစုံနေသေးလို့ရက်တည်နေတာပေါ့တခုခုချွေရင်းသွားတယ်နဲ့သွားမှာပဲဟုတ်လားဆိုကြပါစို့များမစဉ်းစားနဲ့ဒီရင်ကောင်းမိတ်မှာရှိနေတဲ့အဆုတ်နဲ့နှလုံးရဲ့အကြောင်းကိုနည်းနည်းလောက်စဉ်းစားကြည့်ပါဟုတ်လားနှလုံးကဘာလုပ်တာတော့တကိုယ်လုံးကိုသွေးတွေရအောင်ပို့တာပေါ့နော်ဘာလို့သွေးကိုပို့တာတော့ဆိုတော့ခန္ဓာကိုယ်အစိတ်ပိုင်းတိုင်းကလိုအပ်တဲ့အောက်ဆီဂျင်ဓာတ်ကိုရအောင်လို့ပို့ရတာအောက်ဆီဂျင်ဓာတ်ကိုသွေးရတည်သွားတာဟုတ်လားပြီးရင်အဲ့ဒီသွေးကအကုန်လုံးဖြတ်တန်းလာခဲ့ပြီးတဲ့အခါကျတော့ဟောင်းသွားတယ်ပေါ့နော်ခန္ဓာကိုယ်တွေကအစိတ်တောက်ကိုပြန်ပြီးတော့ဒီသွေးကပဲပြန်တည်လာတာ
အဲ့ဒီသွေးကိုအသစ်ပြန်ဖြစ်ဖို့လိုတယ်အောက်ဆီဂျင်ဓာတ်နဲ့ပြည့်ဝနေတဲ့လက်ဆက်တဲ့သွေးဖြစ်ဖို့လိုတယ်သူသဲလာတဲ့အဆိပ်အတောက်တွေကိုလည်းထုတ်ပစ်ဖို့လိုတယ်အောက်ဆီဂျင်ဓာတ်အသစ်ရဖို့လိုတယ်သွေးတွေကပြန်ပါလာတဲ့အဆိပ်အတောက်ဓာတ်တွေကိုထုတ်ပစ်ဖို့လိုတယ်အဲ့ဒီလေးအသစ်ရပြီးတော့အညစ်အကြေးအဟောင်းကိုပြန်ထုတ်ဖို့အလုပ်ကိုဘယ်လိုလုပ်မလဲအဆုပ်ကလုပ်မယ်ပေါ့သူတို့နှစ်ခုကတကယ့်ကိုချက်ညီလက်ညီနည်းနည်းမှအတိမ်ဆောင်မရှိဘဲနဲ့အတူတူနှွှဲလာကြတာတစ်ချက်ကလေးမှမရက်ခဲ့သေးဘူးမနာခဲ့သေးဘူးရက်ပြီဆိုရင်လည်းသေမှာပဲတဲတဲလေးသွားနေတာနော်မြင်အောင်ကြည့်ဟုတ်လားဟုတ်တယ်မဟုတ်လားအသက်ရှူရှိုက်နေတာအဓိကဘယ်သူကရှူရှိုက်ဒီအဆုပ်ကရှူရှိုက်နေတာနော်ဝင်ထွက်နေတာအသက်ရှူလိုက်တယ်ဆိုတာဘာလို့တာတော့ခန္ဓာကိုယ်ရဲ့အကြီးမားဆုံးလိုအပ်ချက်အောက်ဆီဂျင်ဓာတ်ကိုယူလိုက်တာမရရင်သေမှာသေရှင်ရဲ့လုံနေတာထွက်လေလေးထွက်သွားတယ်ဆိုတာဘာလို့တာတော့ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဓာတ်ကိုထုတ်ပြစ်တာမထုတ်ရရင်လည်းပြဿနာအကြီးကြီးတက်မှာပဲသူကဟုတ်တယ်မဟုတ်လားအောင်းကိုထုတ်မယ်အသစ်ကိုယူမယ်ဒီကလည်းအသစ်ကိုယူသွားပြီးတော့သေယူဖို့ဆောင်မယ်ပြန်ပြီးတော့အဟောင်းပြန်သေလာမယ်ဒါကနှလုံးကတော့သွေးရနေတစ်ဆင့်အလုတ်လောက်တာပေါ့နော်စဉ်းစားကြည့်ပေါ့ဒီအသက်ရှူရှိုက်နေရတဲ့ကိစ္စလေးရဲ့ခန္ဓာကိုယ်ရှင်သန်ရေးတွေဘလောက်အရေးကြီးတဲ့နေရာကနေတာဝန်ထမ်းဆောင်နေတယ်လဲဆိုတာမြင်အောင်ကြည့်ပေါ့ဦးဇင်းတို့ရှင်သန်ရက်တည်ဖို့အတွက်နော်အရည်ဓာတ်တွေအဖတ်ဓာတ်တွေလိုတာပေါ့ဒါအစာအာဟာရပေါ့နော်အဲ့ဒီအစာအာဟာရကိုပဲလူတွေကအရန်အရေးကြီးစွာလိုနေတယ်လို့မြင်တာတကယ်သူ့ထက်ပိုပြီးတော့အရေးကြီးအမြဲတမ်းလိုနေတာကဘာလို့လေဟိုအမှနည်းနည်းဆိုင်းထားလို့ရသေးတယ်ဟုတ်တယ်မဟုတ်လားအစာဘာငငယ်ကကြောက်ပါတယ်ဘာလို့ထမင်းအသက်9ရက်ရေအသက်1မိနစ်တည်းဟုတ်လားလေးကြတော့ဘယ်လိုပြောခဏတောင်မရအောင်နော်အောင့်ထားလို့မရအောင်ဟုတ်လားအဲ့တော့ပြောချင်တာကဘယ်စုံတောင်းစုံကနေဒီခန္ဓာကိုယ်ကြီးဟာနော်ရှင်သန်ဖို့အတွက်ရုံးကန်နေရတယ်အလုတ်လုတ်နေရတယ်နားခွင့်တောင်မရှိဘူးအဲ့တော့တစ်ခုခုချွေရင်းပြီဆိုတာနဲ့ဦးဇင်းတို့ခန္ဓာကိုယ်ကြီးဟာပျက်စီးသွားမှာပဲပျက်စီးစရာအကြောင်းတရားတွေအလွန်များတယ်ဒါကအစုပ်နဲ့နှလုံးပဲပြောနေသေးတာဟုတ်လားဒီအစာချေစနစ်ထဲသွားမယ်ဆိုရင်တော့အရန်ကိုရှုပ်ထွေးသွားတယ်ဒီမဲ့ပဲဆရာဝန်တွေပါတယ်ဆိုရင်တော့နောက်ကိုစဉ်းစားကြည့်ပါနော်သူတို့တော့အများကြီးသိမှာပေါ့ဟုတ်လားတခုခုအလုံးမလုပ်ဘူးဆိုတော့ねကျန်တာတွေပါပြဿနာတက်တော့ကားတစ်စင်းတခုခုချွေးနေတာလေးကိုပြင်းမပြင်းရင်ပေါအောင်ကျန်တာတွေပါဆက်သွယ်ပြီးတော့အကြီးဖြစ်သွားမှာဟုတ်လားခန္ဓာကိုယ်ကြီးကလည်းအဲ့ဒီတိုင်းပဲဟုတ်လားဒါကြောင့်ပျက်စီးစရာအကြောင်းတရားတွေအလွန်များတယ်ရှင်သန်ဖို့ခက်ခဲသလောက်သေဆုံးဖို့လွယ်ကူတယ်ခန္ဓာကိုယ်ရဲ့သဘာဝနော်အဲ့ဒါကိုမြတ်စွာဘုရားကစစ်တီများစွာရှိသောသေမင်းလို့ပြောတာဒီစရာအကြောင်းတရားအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ဦးဇင်းတို့တွေဟာဘယ်အချိန်ကျမှတို့ပြည့်စည်ကြမယ်ဘယ်အချိန်ထိတော့တို့အောင်ပြီးတော့နေအောင်မယ်လို့ဦးဇင်းတို့မှာချိန်ထားတာတိုင်ပင်ထားတာမရှိဘူးတဲ့အကြောင်းကုန်တဲ့အချိန်မှာရက်သွားတော့ဒါကရှုတော့တစ်မျိုးကလည်းဦးဇင်းကခန္ဓာဗေဒရှုတော့ကနေနည်းနည်းပြောကြည့်တာပါတကယ်အဲ့ဒါတည်းပို့ပြီးတော့ထိတ်လန့်မွေရကောင်းတဲ့အမှန်တရားကိုမြင်နေတယ်ဆိုရင်ကံရှုတော့ကနေကြည့်ပါရှင်သန်နေတယ်ဆိုတာကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးကိုရင်ပြောနေတာကဥဒုနဲ့အာဟာရလောက်ပဲပြောနေတာပေါ့နော်စိတ်ဆိုတာလည်းအလွန်ကြီးမားတဲ့လွှမ်းမိုးမှုရှိတယ်ရှင်သန်မှုအတွက်ဟုတ်လားပိုးပြီးတော့ဦးဇင်းတို့မမြင်နိုင်မဲနဲ့ပိုးပြီးတော့ကြီးမားတဲ့လွှမ်းမိုးမှုနဲ့အကျိုးကျေးဇူးပြုနေတာဘောင်းဆိုကံတရားပဲအဲ့ဒီကံအရှိန်နဲ့ဦးဇင်းတို့ကသွားနေတာအခုကကိုသွားခြင်းလို့သွားနေတာမဟုတ်ကံအရှိန်နဲ့သွားနေတာအဲ့ဒီအရှင်ကဘယ်လောက်ထိပါလာမလဲဘယ်သူမှမသိနိုင်ဘူးကြောင့်သူဘိန်းတစ်ဘိန်းဦးဇင်းတို့လှိမ့်ချလိုက်မယ်ကိုတွန်းလိုက်တဲ့အရှင်ရှိသလောက်ပဲလိမ့်မှာနော်အဲ့ဒီအရှင်ဘယ်လောက်လို့ဦးဇင်းတို့သိနိုင်မလားကိုအားဘယ်လောက်စိုက်လိုက်တယ်လဲအရှင်ကုန်တဲ့အချိန်မှာဒီဘိန်းဟာလဲသွားမှာပေါ့အဲ့လိုပဲဘဝကဦးဇင်းတို့လူဖြစ်အောင်ပြုတ်ခဲ့တဲ့ကံအကြောင်းတရားပေါ့နော်အဲ့ဒီအရှင်ကလေးနဲ့ဦးဇင်းတို့ဘာလုပ်နေတော့သွားနေတာညအချိန်ကုန်သွားမယ်ဆိုရင်မနဲ့နှိုးထားခွင့်မရှိဘူးကုန်တဲ့အချိန်မှာရက်ရမယ်စောတကတက်လို့မရဘူးဘယ်ချိန်ကုန်မှမတော့မသိနိုင်ဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတေစရာအကြောင်းတရားအလွန်များတဲ့ခန္ဓာကိုယ်ကြီးနဲ့တတ္တဝါတွေဟာဘယ်အချိန်မှတွေ့ကြုံကြမယ်လို့နော်အချိန်ချက်ထားတာတိုင်ပင်ထားတာမရှိတဲ့အတွက်ကြောင့်မနဲ့ဖြန်မှာနေရမယ်မနေရဘူးဆိုတာအတိအကျဘယ်သူမှမသိနိုင်ဘူးလို့ပြောတာတဲ့အဲ့ဒါကြောင့်မို့လို့ကိုပဲဒီကနေ့လှုပ်တဲ့လှုပ်ထိုက်တဲ့တန်ဖိုးအကြီးဆုံးဖြစ်တဲ့အဲ့ဒီအလုပ်ပြစ္ဆုတ်ပံမှာနော်တတိလေးထားပြီးတော့နေတဲ့အလုပ်ကိုဒီကနေ့ပဲလှုပ်ဖြစ်အောင်လှုပ်လိုက်တဲ့သူ့ကိုလှုပ်လို့ရှိရင်တန်ဖိုးဖြတ်လို့မရတဲ့အကျိုးကျေးဇူးတွေရမှာလေဟုတ်လားဒါကြောင့်ဒီအလုပ်ကိုလှုပ်ဖြစ်ဖို့အတွက်မြတ်စွာဘုရားဘာကိုပြတိုက်တော့နော်သေခြင်းတရားကိုပြပြီးတော့တိုက်တော့တာဒါကအလွန်မှသဘာဝကျတယ်လို့ဦးဇင်းကမြင်တယ်သေခြင်းတရားကိုမြင်ရင်သေကြတာတစ်ခုကမကောင်းတာကိုကြောက်တယ်ကောင်းတာကိုအကိုးတယ်ဒါအသေးချာပဲလက်တွေ့กว่าကိုစဉ်းစားကြည့်
အပြောကောင်းမဆိုကောင်းခဏနေငါတည်တော့မယ်ဆိုတော့မြန်တည်ခွင့်ရမယ်ဆိုရင်ဘယ်လိုနေကြမလဲခဏနေငါတည်တော့မယ်ဆိုတာမြန်တည်ရမယ်ဆိုရင်ဘယ်လိုနေမလဲတည်ခြင်းတရားကိုဦးဇင်းတို့ကောင်းတာနဲ့ပဲရင်ဆိုင်ရမှာလေမကောင်းတာနဲ့ပဲရင်ဆိုင်ရဲမလို့ဟုတ်တယ်မဟုတ်လားဒါလေးနဲ့ပတ်သက်ပြီးဦးဇင်းတစ်ခုပြောပြမယ်ဒီမေကွန်းဆန်ဆန်ပေါ့နော်မြတ်စွာဘုရားလက်ထက်ကကောသလမင်းကြီးလူတိုင်းကြားဦးတယ်ဟုတ်လားအဲ့ဒီကောသလမင်းကြီးကဒီနေ့တော့မြတ်စွာဘုရားရဲ့ကျောင်းတော်ကိုသွားမယ်လို့အစီအစဉ်ဆွဲတာလမ်းကလည်းပဲတောအုပ်တစ်ခုကိုဖြတ်သွားမှာမြတ်စွာဘုရားလည်းတောအုပ်ဖြတ်ပြီးတော့သွားတဲ့နေရာမှာရှိနေတာအဲ့ဒီတဲ့ကပေါက်ကြားပြီးတော့နော်တောထဲမှာခိုးဆိုးတောင်းကြနေတဲ့လူဆိုးတခိုးတွေကကြားတော့ဘင်ကြီးပေါ်မှာသူတို့ကရန်ညိုးရှိတယ်အဲ့ဒါနဲ့ဒီရှင်မင်းဒီတောထဲကဖြတ်သွားရင်တော့တတ်မယ်လှုပ်ကြံမယ်လို့သူတို့ကလည်းစီးတဲ့နာဒါပေမဲ့ရှင်မင်းဆိုတာကများသောအားဖြင့်ရှင်မင်းဖြစ်ထိုက်တဲ့ကံဖြစ်လို့ကံရှိလို့ဖြစ်ကြတာဆိုတော့တတ်ဖို့ဟာတိတ်လွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့တော့ကျန်ကျန်ဖတ်မှအဲ့ဒီတခိုးဓမြတွေတဲကပဲတယောက်ကသစ္စာဖောက်ပြီးတော့ဒီတဲ့ကိုအပြည့်အစုံဘင်ကြီးကိုပေးတယ်ဘင်ကြီးကသိတယ်သိတဲ့အခါကျတော့အရင်မသွားသေးပဲနဲ့နော်တခိုးဓမြတွေတဲ့အလွန်ကြီးမားတဲ့စစ်တပ်ကိုလှုပ်ပြီးတော့အဲ့ဒီတခိုးတွေအကုန်လုံး900လောက်ရှိပဲပြောအကုန်ဖမ်းပြီးတော့အကုန်လုံးရဲဆက်ဆက်တပ်ပြစ်တာပဲတယောက်မှမချမ်းသာဘူးမပေးဘူးပြီးတော့လည်းအဲ့ဒါမြတ်စွာဘုရားရဲ့အကြောင်းကိုသွားတာပဲအစီအစဉ်ကိုလည်းမဖြတ်ဘူးဒါမြတ်စွာဘုရားဒီရောက်တော့မြတ်စွာဘုရားသိတာပေါ့ဒီရှင်မင်းအလွန်ရက်ဆက်တဲ့အလုပ်ကိုလုပ်ခဲ့တာသိတယ်သိတဲ့ခါကျတော့အဲ့ဒါကိုပြောပြီးတော့မေးမယ်ဆိုရင်လည်းမျက်စိပြည့်မျက်နှာပဲဖြစ်မယ်လေအလိုက်မသိရရောက်မယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားဗာမေးတော့ဆိုတော့အထာကလေးနဲ့မေးတယ်လို့ပြောရမယ်ဟုတ်လားမင်းကြီးတဲ့ခုနေခါမျိုးမှာတကယ်လို့များမင်းကြီးယုံကြည်စိတ်ချရတဲ့မင်းကြီးတယောက်ကမင်းကြီးအရှိရမျက်နာကနေပြီးတော့မိုးလောက်ထီအောင်မြင့်တဲ့တောင်ကြီးတစ်လုံးဟာဒီကဘာမြေပြင်လောကမှာရှိသမျှသောတတ္တဝါတွေကိုကြိတ်ချပြီးတော့လိမ့်လာနေတယ်ဆိုတဲ့သတင်းကိုပေးခဲ့မယ်ဆိုရင်အဲ့ဒါလိုပဲအနောက်ရက်ကတောင်ရက်ကအမြောက်ရက်ကအရက်၄မျက်နာကနေပြီးတော့ကြောက်တောင်ကြီးတွေမိုးထီလောက်အောင်မြင့်တဲ့ကြောက်တောင်ကြီးတွေကဘာမြေပြင်မှာရှိသမျှတတ္တဝါအလုံးကိုကြိတ်ချပြီးတော့လိမ့်လာနေတယ်ဆိုတဲ့သတင်းယုံကြည်စိတ်ချရတဲ့မင်းကြီးတယောက်ကပေးခဲ့မယ်ဆိုရင်အဲ့ဒါလိုတလောကလုံးဘယ်မှပြေးလို့မလွတ်တဲ့ဘေးကြီးမျိုးများတကယ်လို့များဆိုက်လာခဲ့မယ်ဆိုရင်အဲ့ဒီချိန်မှာမင်းကြီးဘာလုပ်မလဲတဲ့စောစောကဖုံဖုံမေးတဲ့မိကုန်းနဲ့အတိတ်ပဲတိတ်မထူးဘူးနော်ခဏနေရင်ငါသေးမယ်ဆိုရင်ငါဘာလုပ်မလဲဟုတ်လားအဲ့လိုမေးတဲ့အခါကျတော့မင်းကြီးကတေချာစဉ်းစားပြီးတော့ပြောတယ်ရှင်ဗျာတဲ့အဲ့လိုပြေးလို့မလွတ်တဲ့ဘေးကြီးတာခဏနေရင်ငါတေရတော့မှာပဲဆိုတဲ့အနေအထားမျိုးနဲ့ဆက်ရောက်လာခဲ့မယ်ဆိုရင်မတရားမှုကိုရှောင်ကျဉ်ဖို့မြတ်မြတ်တတကျင့်သုံးဖို့ကောင်းမှုကိုကြိုးစားအထောက်ဖို့ကလွဲလို့တခြားဘာမှလုပ်စရာမရှိတော့ပါဘူးဗျာတဲ့မြတ်စွာဘုရားအဲ့ဒါထောက်ခံတယ်ဟုတ်တယ်တဲ့ခဏနေသေရတော့မယ်ဆိုရင်ကျွတ်တို့မကောင်းတာကိုအာယုံပြုလို့ကိုမရဘူးလုပ်ဖို့ဆိုတာဝေလာဝေးဟုတ်တယ်မဟုတ်လားမကောင်းမှုကြီးပြုပြီးတော့ဘယ်သိချင်းတရားကိုဦးဇင်းတို့ရင်ဆိုင်ရင်းမလို့နော်ဟုတ်တယ်မဟုတ်လားသေရတော့မယ်ဆိုရင်ဘာလို့ပဲဦးဇင်းတို့အာကိုအာရပြုရမှာလဲကောင်းမှုပေါ့နော်စိတ်ကောင်းနှလုံးကောင်းဟုတ်လားမုံမြတ်တဲ့စိတ်ကြည်လင်တန်ရှင်းတဲ့စိတ်နဲ့သိချင်းတရားကိုဦးဇင်းတို့ချမ်းချမ်းသာသာရင်ဆိုင်နိုင်မှသာနဲ့ကောင်းပါဦးဟုတ်လားအဲ့တော့အဖြေကပါတော့ခဏနေသေရတော့မယ်ဆိုရင်ကျွတ်တို့ကောင်းတာလုပ်ဖို့ပဲရှိတယ်အဲ့တော့သိချင်းတရားကိုမြင်လိုက်ခြင်းသည်မကောင်းတာကိုကြောက်လန့်တဲ့စိတ်ကောင်းတာကိုအားကိုးလိုတဲ့စိတ်ဖြစ်လာတယ်ဆိုတာဘယ်လို့မှညင်လို့မရအောင်ပြောရင်တရားဓမ္မဦးဇင်းတို့တွေကအရေးထူတယ်ဟုတ်လားသိချင်းတရားနဲ့စဉ်းစားကြည့်မှပဲကောင်းတာကိုလုပ်ခြင်းစိတ်ကပေါက်တာဒီလိုလည်းပဲဦးဇင်းတို့ပြောလို့ရတယ်တကယ်လည်းပဲဟုတ်ပါတယ်သိချင်းတရားကိုသာအမှတ်ရကြည့်ဩငါလှုပ်တင်လှုပ်ထိုက်တာလုံးမဖြစ်မယ်တန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ဖို့အလိုလိုရွေးချယ်သွားမှာဒီစိတ်ကအဲ့ဒါကိုမေ့နေလို့သာလဲဦးဇင်းတို့တွေကကျန်တဲ့အသိအရေးမပါတဲ့အလုပ်တွေကိုရေးပါတယ်ဆိုတဲ့နေရာမှာထားပြီးတော့လုပ်နေကြတာဟုတ်လားသိချင်းတရားကိုနိနိကကမြင်ကြည့်လေဟုတ်လားကိုကျတို့ကအလွန်ဝေးတဲ့နေရာမှာပို့ထားတဲ့အခါကျတော့ဘဝနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်မြင်တဲ့အမြင်ကသိပြီးတော့မရှိတော့ဘူးဟုတ်လားဘဝမှာအဆင်ပြေဘလို့နေမလဲဆိုတာကိုပဲတွေးတော့တာပေါ့အဲ့ဒါကိုပဲဦးဇင်းတို့အကောင့်ထဲဖုံရင်းနဲ့ပဲအချိန်ကုန်ကြမယ်ပေါ့သိချင်းတရားကိုမြင်မယ်ဆိုရင်အဲ့လောက်မရတော့ဘူးလေဟာငါဘလို့ရင်ဆိုင်မလို့ဘဝတန်တရားဆိုတာရှိလာတယ်ဟောတွက်စရာတွေအများကြီးဖြစ်လာတယ်နော်လောဘဒေါသနည်းသွားတော့အသေးချပဲဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သိချင်းကိုပြပြီးတော့အမျက်ဆုံးအကျင့်ကိုကျင့်သုံးဖို့တိုက်တွန်းတာဘလောက်အဓိပ္ပာယ်ပါတယ်ဆိုတာကိုတွေးမိဖို့ပြောပြတာဟုတ်လားဒါကြောင့်ဒါတတိယဂါထာဣဇေဝကိစ္စမာတဗံကောဇင်ညာမရဏံသူဝေနာဟိနောသင်္ကရတေနမဟာတိနေနမစ္ဆုနာဒီကနေ့ပဲလှုပ်တင်လှုပ်ထိုက်တဲ့အမြင့်မြတ်ဆုံးအဲ့ဒီလှုပ်ကိုလှုပ်ဖြစ်အောင်လှုပ်လိုက်ပါ
မနေ့ပြန်မှာလောက်ခွင့်ရှိအောင်မရှိတော့ဘူးဆိုတော့ဘယ်သူမှအတိအကျမသိနိုင်ဘူးဘာဖြစ်လို့မသိနိုင်ဘူးလို့ပြောရတော့သိစရာအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့တနည်းအားဖြင့်စစ်တီများစွာရှိသောသေမင်းနဲ့စစ်တီများစွာရှိသောသေမင်းဆိုတာဘာကိုပြောတာဒီခန္ဓာကိုယ်ကြီးကိုပြောတာနော်သိစရာအကြောင်းတွေအလွန်များတယ်ကံအကြောင်းတရားတွေအားကောင်းစွာထောက်ပံ့နေလို့ဦးဇင်းတို့ကနော်တည်ငြိမ်လေးသွားနေလို့ထင်ရတာပေါ့ဟုတ်လားတခုခုယိုယွင်းသွားတာနဲ့ဒီခန္ဓာကိုယ်ရဲ့ရှင်းသမှုကလည်းမပြောယိုယွင်းသွားမှာပဲဟုတ်ရဲ့လားကိုယ်လက်ထဲမှာရှိတာမဟုတ်အကြောင်းတရားတွေလက်ထဲမှာရှိတာကိုမြင်အောင်ကြည့်ရမယ်ဟုတ်လားဒါကြောင့်မို့လို့များစွာသောစိတ္တိရှိသောသေမင်းနဲ့တတ္တဝါတွေမှာဘယ်အချိန်မှတွေ့ကြုံရမယ်ဆိုတာကိုချိန်ထားတာတိုင်ပင်ထားတာမရှိတဲ့အတွက်ကြောင့်မနေ့ပြန်မှာနေရမယ်မနေရဘူးအတိအကျမသိနိုင်ဘူးဆိုတာအဲ့ဒါကြောင့်ပြောရတာတဲ့ဟုတ်လားဒါကဘာလဲတတိယဂါထာသုံးခုရှိရင်နော်အဲ့လိုဆိုရင်ဦးဇင်းတို့၄ခုမြောက်နောက်ဆုံးဂါထာကိုဆက်သွားကြမယ်ဟုတ်လားနောက်ဆုံးဂါထာလေးကလည်းပြောစရာအလွန်ကောင်းပါတယ်ဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတောတံဝေဗတ္တိကာရတောတိတန်တောအာစိခတိမုနိအဟောရတမတ္တန္တိတောတဲ့နေရောညာရောမပြင်းမကြီးပဲနဲ့ဧဝံဝိဟာရိအာတပိအလွန်ထက်သန်တဲ့ဇွဲလုံးလာဝရိယနဲ့ဒီမြတ်သောအကျင့်ကိုကျင့်သုံးပြီးတော့နေမယ်ဆိုရင်မြတ်သောအကျင့်ဆိုတာဘာပြောတာတော့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့အခုပြစ္ဆုတ်ပံအခိုက်အတန့်မှာဖြစ်နေတာလေးကိုအထူးသိပြီးတော့နေတဲ့နီးလေးနဲ့နေနေတာကိုမြတ်သောအကျင့်ကိုကျင့်တယ်လို့ပြောတာဟုတ်လားအဲ့ဒီလုပ်ငန်းရဲ့တန်ဖိုးကိုနားလည်ပြီးတော့ပြင်းပြင်းထန်ထန်ဇွဲလုံးလာဝရိယနဲ့ထက်ထက်တန်တန်ကြိုးစားတယ်ဘယ်လောက်ထိကြိုးစားတော့အဟောရတမတ္တန္တိတော့နေရောညရောတဲ့ညဘတောင်ထည့်ထားတာနော်အဲ့လိုသာကြိုးစားမယ်ဆိုလို့ရှိရင်တဲ့တန်တောအာစိခတိမုနိတဲ့ငြင်းအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကချီးမွမ်းကြတယ်တဲ့ဘလို့ချီးမွမ်းကြတော့တံဝေဗတ္တေကရတောတိတဲ့ဒီလူကတော့ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့ဟုတ်လားကောင်းသောညရှိသူတဲ့ညမှာจิตတိရှိရှိမင်္ဂလာရှိရှိငြိမ်ငြိမ်ချမ်းချမ်းကောင်းမှုကလေးနဲ့အတိပ္ပယ်ရှိရှိဖြတ်သန်းနိုင်မှကောင်းသောညဖြစ်မှာနော်အဲ့လိုကောင်းသောညလေးဖြစ်ဖို့ဆိုတာလည်းပဲနေစဉ်အခါမှာကောင်းတဲ့အလုပ်တန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ပြီးတော့နေသွားနိုင်မှညမှာနောင်တကင်းကင်းနဲ့တန်တန်ရှင်းရှင်းကောင်းတဲ့ညလေးကိုဖြတ်သန်းနိုင်မှာနေမှာလောဘဒေါသမောဟတောင်းကြခြင်းတိုင်းတောင်းကြပြီးတော့ထင်သလိုနေပြီးတော့သွားမယ်ဆိုရင်တော့ညကဘယ်နည်းနဲ့မှကောင်းတဲ့ညမဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်လားဆရာကြီးနန္ဒသိမ့်သံပြောတာလေးကိုသွားပြီးတော့အမှတ်ရသေးတယ်သူကတော့စိတ်ကိုပြစ္ဆုတ်ပံမှာထားရတာအလွန်ပင်ပန်းတယ်တဲ့အလေးအကျင့်မရှိတဲ့အခါကျတော့အများကြီးကြိုးစားရတယ်စိတ်ကအတိတ်ကိုပြေးလိုက်အနာဂတ်ကိုပြေးလိုက်ဒီစိတ်ကိုတော့နရိုင်းကိုဆုံးမရတယ်လို့မျိုးပေါ့နော်ဒီပြစ္ဆုတ်ပံလေးမှာနေလို့ကြိုးစားရတာအသားမကျတဲ့အခါကျတော့အရင်ပင်ပန်းတယ်အတင်းလှုပ်ရတယ်တရားအထုတ်ရတယ်လို့အဲ့လိုနေ့မှာအဲ့ဒါလေးအတင်းလှုပ်တဲ့အခါကျတော့ညအိပ်ရပေါ်ခေါင်းချလိုက်တာနဲ့တခါတည်းအိပ်ပျော်သွားရောဘာဖြစ်သွားအိပ်ဖို့အတွက်ဦးဇင်းတို့သိပြီးတော့မကြိုးစားအဲ့ဒါချမ်းချမ်းသာသာအိပ်ပျော်သွားရောဟုတ်တယ်တရားလေးနဲ့နေရတာချမ်းချမ်းသာသာအိပ်ပျော်စေတယ်ပေါ့နော်ကောင်းသောညဆိုတာလေးကိုသူကတော့အဲ့လိုလေးပေါ့ပါပါလေးရေးထားတာကိုဦးဇင်းဖတ်ဖူးတယ်ဟုတ်လားဒါဒီမှာတော့ဦးဇင်းတို့လေးလေးနက်နက်လေးစဉ်းစားကြည့်မယ်ဟုတ်လားနေ့မှာအကောင်းဆုံးနေတဲ့နည်းနဲ့နေခဲ့မှသာလေညမှာကောင်းတဲ့ညဖြစ်နိုင်တယ်နေ့မှာအကောင်းဆုံးနေတဲ့နည်းနဲ့မနေဘူးကိုညင်နှောရင်ညင်နှောသလောက်အကုသိုလ်များရင်များသလောက်ညမှာပူပူလောင်လောင်နဲ့ပဲဖြတ်သန်းရမှာနော်နောင်တနဲ့ပူရတာဖြစ်မယ်ဟုတ်လားကိုကျင့်တတ်မှုမရဘဲနဲ့ပူရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့ဟုတ်လားအဲ့တော့ဦးချင်းဆက်ပြီးတော့ပြောရင်တာလေးတစ်ခုဖြည့်ရွှဲပြီးတော့ပြောရင်တာတစ်ခုကဘာတော့အဟောရတမတ္တန္တိတောဆိုတဲ့စကားလေးနေရောညရောမပြင်းမကြီးတဲ့နော်ဒီအလုပ်ကိုညပါမပြင်းမကြီးလုပ်ရမယ်လို့ပြောတာအဲ့တော့ဒီအဆုံးအမဒေသနာကတာမန်လူတွေဖြစ်တဲ့ဦးဇင်းတို့ရောတရားဓမ္မတို့ရောတာမန်လူတွေအတွက်ဒါကအလွန်မှလက်လှမ်းမမီနိုင်လောက်အောင်မြင့်တယ်လို့ဦးဇင်းကတော့ဆိုခြင်းတယ်။ဘာလို့ဆိုကျွတ်တို့ကညမပြောနဲ့နေ့တောင်လှုပ်တာမဟုတ်ဘူးလေ။ဟုတ်လား။အခုကနေ့ဝင်ပြောဘာလှုပ်ခိုင်းတာညပါလှုပ်ခိုင်းတာနော်။ဒါကဒီဘဝတွင်ကွာရတ္တမညာရတ္တဘုံညာရပြီးတော့ဒုက္ခရဲ့အဆုံးကိုဏီကုံချုပ်စေရမယ်ဆိုတဲ့အလွန်မြင့်မားတဲ့တကယ်အာဇာနည်စိတ်ဓာတ်ရှိကြတဲ့နော်တကယ်ဒုက္ခကိုဒီဘဝနဲ့ကိုပဲချုပ်ငိမ့်သွားငါလုံးမယ်နောက်ဘဝမဆက်စီရဘူးဆိုတဲ့ငြိမ်းချမ်းမှုအစစ်ကိုတကယ်ရအောင်လုပ်မယ်ဆိုတဲ့ပုံကိုယ်တွေအတွက်ကတော့ဒီဒေသနာကိုလိုက်နာနိုင်ရမယ်ညကိုလုံမရမယ်ညတကယ်တမ်းကတော့အိပ်ပြရတာတော်တော်နှမျိုးစရာကောင်းတယ်လို့မြင်တတ်ဖို့လိုတယ်လူတယောက်အသက်9နှစ်50အသက်ရှင်ရတယ်ဆိုပါစို့သူ
သူတကယ်နေရတာပဲချိန်နေမှာနိုးတဲ့ချိန်မနေတာလေအိတ်နေတဲ့ချိန်ကတစ်တုံးတုံးနဲ့ပါထူတာမှလို့ဟုတ်တယ်မဟုတ်လားအဲ့တော့အိတ်တဲ့အချိန်တွေကများသောအားဖြင့်ဘဝရဲ့သုံးပုံတစ်ပုံလောက်ကတော့အနည်းဆုံးရှိရနော်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြီးဘာမှမလုပ်လိုက်ရပဲနဲ့မသုံးစားလိုက်ရပဲနဲ့အလဟတ်သက်ကုံသွားတာဒါကြောင့်ညရဲ့တန်ဖိုးကိုမြင်ရမယ်ဒါကြောင့်ယဟန်ပြုကြတယ်ယဟန်ဘဝနဲ့နေကြတယ်ဆိုတာကဒီအလုပ်ကိုတော့စွန်းစွန်းတမလုံနိုင်ဖို့အတွက်အခွင့်အရေးရဖို့အတွက်တကယ်တမ်းကယဟန်ပြုကြတာလေအဲ့တော့ယဟန်တွေကိုမြတ်စွာဘုရားဟောတဲ့ဒေသနာထဲမှာညဆိုတာအိပ်ဆက်ဖို့မဟုတ်ဘူးတဲ့နော်ကောင်းငင်ဆိုတဲ့မျက်နှာချက်ကြီးမှာနက္ခတ္တရကျေတကားဆိုတဲ့မီးလေးတွေထွန်းထားတယ်ညကိုမော့ကြည့်လိုက်အိပ်ပြဖို့အတွက်တော်တော်နှမျိုးစရာကောင်းတယ်ဆိုတဲ့အမြင်နဲ့ထေရဂါထာပါဠိတော်ထဲမှာပြောထားတာလေးရှိတယ်နော်ကျေလေးတွေကမီးပန်းလေးတွေမီးရွယ်လေးတွေအလှဆင်ထားကောင်းငင်ဆိုတဲ့မျက်နှာချက်ကြီးအောက်မှာကိုနေရတာအဲ့ဒါကိုအိပ်လိုက်တော့ဘလောက်လှလဲဆိုတာလည်းမသိဘူးနော်ဒါဆိုများသောဖြင့်လူတွေဆိုတာတော့နေ့မှာလောဘဒေါသမောဟတွေနဲ့ယုံကံကြရှာဖွေကြလှုပ်ကြကန့်ကြတော့ညဆိုတာမအိပ်ဆက်လို့ကတော့ဖြစ်ကိုမဖြစ်တဲ့အနေအထားမျိုးအနာယူမယူလို့မရဘူးနော်။ဆိုသူတို့ကပင်ပန်းကြီးသွားတာဆိုတဲ့အခါကျတော့အနာယူဟာတကယ်လို့နေ့မှာဦးဇင်းတို့သူတော်ကောင်းတရားကိုကျင့်မယ်ဆိုရင်ညမှာမအိပ်ဖဲနေလို့ရတယ်။သူတော်ကောင်းတရားကိုကျင့်နေတာကွာဆိုတော့အကောင်းဆုံးအနာယူနေတာသူ့အတွက်ကသူအိပ်ဖို့မလိုတဲ့အနေအထားမျိုးကိုရောက်နိုင်တယ်။ဒါကြောင့်ဦးဇင်းတို့နေသိစိတ်တူတင်ဆောင်ကြတဲ့ရဟန်းတော်တွေရှိရလေ။လျောင်းဆက်ခြင်းကိုပယ်ထားတာပေါ့နော်။တကယ်လို့ပင်ပန်းလွန်းလို့အိပ်သွားဆိုမှထိုင်ရင်းနဲ့ငိုက်တာလောက်ပဲရှိတာ။ဟုတ်လား။အဲ့တော့နေရောညရောမပြင်းမရိဆိုတာလေးကိုညရဲ့တန်ဖိုးလေးကိုမြင်ဖို့အဲ့ဒါကိုပြောပြတာ။တက္ကမကြီးတရားဦးဇင်းကိုပြောတာရှိတယ်။ညကိုအရင်နှမျောတယ်ပေါ့ဒါကြောင့်အိတ်တဲ့အချိန်တွေကိုရှော့ပစ်လိုက်တယ်အဲ့ဒီတိတ်နေတဲ့အချိန်လေးမှာသူတရားထိုင်ဖို့ကြိုးစားတယ်ပေါ့နေ့ကိုတော့သူပုံမှန်ပဲလှုပ်ရှားတယ်မနေ့ကိုစောစောထားမယ်ညကိုညနေမှအိတ်ရအောင်မယ်4 နာရီလောက်ပဲသူအိတ်ဖို့ကြိုးစားတယ်တကယ်နေကြည့်တဲ့အခါကျတော့နေလို့ရတယ်ပေါ့ဒါပြီးနေ့ကြတော့တစ်ခါလေးကြတော့အိပ်ပျော်သွားတာလေးတွေတော့ရှိတယ်ပေါ့ဒါပြီးညကြတော့လွန်တိတ်ဆိတ်တဲ့အတွက်ကြောင့်မို့လို့ဒီသူတော်ကောင်းအလုပ်လုပ်ရတာအဝင်ခွင့်ကြားရှိတယ်ဆိုတာကိုပြောတာရှိတယ်ဟုတ်လားဒါကနီးယူလို့ရတဲ့ပုံကိုယ်လေးတွေပါမယ်ဆိုလို့ရှိရင်အတုယူဖို့ပြောပြတာဟုတ်လားခုဒီမှာမြတ်စွာဘုရားဟောတာပါတယ်တော့အဟောရတ္တမတ္တန်တိတော့နေရောညရောမပြင်းရည်ပဲနဲ့ဧဝံဝိရတိအတ္တပဲအလွန်ထက်သန်တဲ့ဇွဲလုံးလာဝိရိယနဲ့ကြိုးစားမယ်ဆိုရင်တန်တော်အစိကတိမုနိငြိမ်းအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကချီးမွမ်းကြတယ်ဘလို့ချီးမွမ်းတော့တံဝေဗတ္တေကာရတော်ဒီပုဂ္ဂိုလ်ဟာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့ဟုတ်လားအဲ့တော့ဒီဒေသနာလေးကိုဦးဇင်းတို့ဆက်ပြီးတော့တွေးကြကောင်းတဲ့ဒေသနာလေးတစ်ခုကောင်းတဲ့မှာပေါ်လာတာရှိတယ်ဥဒ္ဓဟထနိတိတထကောအထောသူပိတေနဝအတုရာနေညိကာနိတာတန်လဝိဒါနရုပ္ပတံအလွန်သဘောကျတယ်ကောင်းတယ်ဒီခါဒါလေးဥဒ္ဓဟထထကြကုန်လောနိတိတထထိုင်ကြကုန်လောတဲ့ပြောတာလေးသိချာနားထောင်နော်ဒုနဲ့တော့အလှမ်းဝေးပါတယ်ဒီဒေသနာတွေကဒုနဲ့မမိပါဘူးလို့ကိုယ့်ကိုယ်ကိုအရင်ကြီးနှိမ့်ပြီးတော့မတွက်နဲ့ဟုတ်လားဥထေထထကြကုန်လောနိတိတထထိုင်ကြကုန်လောကိုအထောသူပိတေနဝသင်အားအိပ်ဆက်ခြင်းအဖြစ်အဘယ်အကျိုးရှိပါအန်တဲ့ဘာဖြစ်လို့တော့အတုရာနေညိကာနိဒာတန်လဝိဒါနရုပ္ပတံတန်လဝိဒါနရုပ္ပတံမြားမှန်ခံရလို့ဖောက်ပြန်တုန်လှုပ်နေတဲ့သင်အတွက်တဲ့ဒါဘာပြောတာတော့တန်လဆိုတာမြားဆိုတာလောဘဒေါသမောဟကိုပြောတာတန်လဝိဒါနမြားမှန်တယ်မြားဘယ်မှာမှန်တာဆိုစိတ်နှလုံးမှာမှန်တယ်ဇာကဒေါသမောဟဆိုတဲ့မြားကဒီစိတ်နှလုံးကိုစူးဝင်နေတာရှိတယ်အဲ့ဒါကြောင့်မို့လို့နော်ဗဂတိသမင်တကောင်ကိုမြားနဲ့ပြစ်လိုက်မယ်ဆိုလို့ရှိရင်ဒီသမင်ဟာမသေးခင်ကာလမှာပါတော့အလွန်အခက်ခက်တဲ့ကြောင့်လူးလိမ့်နေလိမ့်မယ်ပေါ့နော်အဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့ဘဝဟာစိတ်နှလုံးဟာလည်းပဲလူးလိမ့်နေတယ်ဘာဖြစ်လို့လဲတော့ကိလေသာတွေကိုတော့မြားသူ့ထဲမှာစူးနေလို့စိတ်ကအငြိမ်းကိုမနေနိုင်လူးလိမ့်နေရတယ်ဟုတ်လားဒါဘာပြောတော့တန်လဝိဒါနရုပ္ပတံမြားမှန်ခံရလို့ဖောက်ပြန်နေတယ်တုန်လှုပ်နေတယ်တဲ့ဒီစိတ်ကအဲ့လိုမြားမှန်ခံရလို့ဖောက်ပြန်တုံလို့ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေအတွက်အိပ်ဆက်ခြင်းအပြင်အဘယ်အကျိုးရှိမလို့တဲ့ဒီလိုလူမျိုးဟာမအိပ်သင့်ဘူးပေါ့နော်ဥဒ္ဓထနိတိတထကောအထောသူပိနေနဝအတုရာနေညိကာနိဒာတန်လဝိဒါနရုပ္ပတံအတုရာနေညိဆိုတာပါသေးတယ်နောက်တန်လဝိဒါနရုပ္ပတံမြားမှန်ခံလို့ဖောက်ပြန်တုံလို့နေတဲ့အတုရာအမြဲတမ်းနာကျင်နေတဲ့သင်တို့လိုပုဂ္ဂိုလ်အတွက်တဲ့ကာနိဒာအိပ်ဆက်ခြင်းအပြင်အဘယ်အကျိုးရှိပါအန်နေကာနိဒာအဲ့လိုဘာအကျိုးရှိမှာတော့တဲ့အမှန်ကမအိတ်တင်သေးဘူးပေါ့နော်အဲ့ဒါကိုအရင်ငြိမ်းအောင်လှုပ်လိုက်အောင်ပေါ့တခါမှမြတ်စွာဘုရားက
အရှင်ဒေဝရတ်ကကြောက်တုံးနဲ့လှိမ့်ချလို့အဲ့ဒီခြေမတော်ကိုသွေးကြည်ဥတုံးကဓာခွဲခံရတာရှိတယ်ရှင်စီဝကဓာခွဲသွေးပုတ်တွေထုတ်ပြရတာပေါ့နော်အဲ့ဒီမှာတကူလုံးပူပြီးတော့နေလို့အရှင်ဒေဝရတ်ကဆေးနဲ့အဲ့ဒီမှာဒီချာစီဝကကုတာပေါ့နော်အဲ့ဒီတုန်းကနဲ့တူတယ်ဦးဇင်းကောင်းကောင်းတော့မမှတ်မိဘူးအဲ့ဒီမြတ်စွာဘုရားနေလေခင်မှာကျင်းဆက်အဲ့ဒီကျင်းနေတာတပါးတဲ့ကြောင်းထဲမှာကျင်းနေတော့မာနကရောက်လာပြီးတော့မြတ်စွာဘုရားကိုပြောတယ်တဲ့ဘာလို့အိတ်နေတာတော့အလုတ်အကင်မရှိလို့လားဟုတ်လားဘာလို့စိတ်တိုင်းမကြလို့စိတ်ပြက်ပြီးတော့မြတ်အိတ်နေသလားနှောင့်ယှက်တာပေါ့နော်ဘုရားကလာပြောအဲ့တော့မြတ်စွာဘုရားကိလေသာတန်လန်းတဲ့လူတွေတောင်အိတ်နိုင်နေတာတဲ့ငါကိလေသာကင်းသွားဘာမှငါအတွက်မပူပန်ကြောက်ကြစရာဘာမှမရှိဘူးငါလူဘာလို့မအိတ်နိုင်ရမှာတော့တဲ့ငါရှုတော်တစ်မျိုးကပြောတာနော်ဒါလေးရဦးနဲ့စဉ်းစားဖို့ပြောတာပါကောင်းတဲ့အမှတ်ရတာတွေကိုပြောတာဟုတ်လားဘာမှအလုံးမပြီးသေးတဲ့ဘာမှစိတ်ချစရာမရှိသေးတဲ့စိတ်သက်သာစရာဘာမှမရသေးတဲ့တရားဓမ္မတို့ဦးဇင်းတို့တောင်တာမန်လူတွေတောင်ပါတော့အိတ်နိုင်ညာသေးတာမြတ်စွာဘုရားမှာအဲ့ဒီကိလေသာတွေဘာမှမရှိတော့ဘူးဆင်းရဲတာတွေဘာမှမရှိတော့ဘူးသူလူဘာလို့မအိတ်နိုင်ရမှာတော့ဘာမှနောက်ဆန်တင်စရာလည်းမရှိဟိုအရက်ပြိုးလေးပြောရမယ်ဆိုတော့ငါဘာမှပူပန်ကြောက်ကြရတယ်မရှိဘူးအေးဆေးအိတ်နေလို့လည်းဘာမှမရှိဘူးဆိုတဲ့အတိတ်ပဲအခုတရားဓမ္မတို့ဦးဇင်းတို့တွေကအေးဆေးသေးအိတ်နေတဲ့အနေအထားမျိုးမဟုတ်ဘူးဆိုတာဒါတွေးဖို့ဦးဇင်းကပြောတာပါတာမန်လူတွေအနေနဲ့တော့ဒါဦးဇင်းတို့အနေနဲ့လည်းပဲဒီဒေသနာကအလွန်မြင့်ပါတယ်ကိုလည်းပဲမလိုက်နိုင်ပါဘူးသို့တော့ဒေသနာတွေဟာဒီလိုရှိတယ်ဆိုတာလေးကိုတော့သိစေခြင်းနဲ့ပေါ့ဟုတ်ရဲ့လားဒါကြောင့်မို့လို့ကိလေသာတိဟုသောမြားမှန်လို့ဖောက်ပြန်တုံလုံနေတဲ့နာကျင်ခံခက်နေတဲ့သင်တို့အတွက်အိပ်ဆက်ခြင်းအပြင်အဘယ်အကျိုးရှိပါအနည်းလို့မြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်တချို့ညလေးတွေမှာဒီဒေသနာလေးကိုမြတ်အမှတ်ရမယ်ဆိုရင်ငါနာယီဝက်လောက်တော့ထိုင်လိုက်အောင်မယ်ဟုတ်လားတနာယီလောက်တော့ထိုင်လိုက်အောင်မယ်အိတ်လိုက်ရင်လည်းဘာမှတော့ကျိုးထူပြီးတော့လာတဲ့အကြောင်းတော့မရှိဘူးမအိတ်လိုက်လို့လည်းပဲဘာမှအကျိုးမဲ့သွားတဲ့အကြောင်းတော့တကယ်တမ်းကမရှိဘူးအတိတူညာတို့တောင်အခက်မသိရင်ရရင်ရသွားနိုင်အခက်သိရင်ရရင်ရသွားနိုင်ပါနော်ဟုတ်လားဒါကြောင့်ပိဿကောင်းသူတော်ကောင်းတို့နောက်ဆုံးဏီကုံကျုပ်ဂါထာလေးရလည်းမှတ်သားကြရမကောင်းဘူးလားတရားတော်တော်တောင်ရှိသွားပြီဟုတ်လားတော်တော်တောင်များသွားပြီနော်နောက်ဆုံးဂါထာလေးကိုပြန်ပြီးတော့ပြောမယ်နော်နေရောညာရောမပြင်းမကြီးထက်တန်တဲ့ဇွဲလုံးလာဝရိယနဲ့ဒီမြင့်မြတ်တဲ့အကျင့်ကိုကျင့်မယ်ဆိုလို့ရှိရင်ညီအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကဒီလိုဟာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်လို့ချီးမွမ်းကြတယ်တဲ့ဂါထာဘယ်နှပုဒ်တော့၄ပုဒ်အဲ့ဒီဂါထာ၄ပုဒ်လုံးကဆက်ဆက်မှုရှိရနော်ပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်ဟုတ်လားပထမဦးဆုံးဂါထာလေးပြန်ပြီးတော့အာယုံပြုကြည့်မယ်အတိတံနာနာဂမေယနပတိကင်ခေအနာဂတံယရတိတံပဟိနန္တံအပတ္တင်္စအနာဂတံအတိတ်ကိုအစင်မလိုက်နဲ့အနာဂတ်ကိုအစင်မလိုက်နဲ့ဒီနည်းအားဖြင့်အတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမကြံနဲ့ဘာလို့လို့အတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီမရှိတော့ဘူးအနာဂတ်ဆိုတာကတော့ရောက်မလာသေးဘူးတဲ့ဒါကပထမဂါထာနော်တိမိယယတိရဲ့စကားလေးနဲ့ဆက်ဆက်ပြီးတော့ပြောခဲ့တာလည်းမမေ့နဲ့ဟုတ်လားချမ်းသာခြင်းနဲ့ဆိုရင်အတိတ်ကိုမပြန်မဲနဲ့အနာဂတ်ကိုမကြံမဲနဲ့နေနိုင်အောင်ကြိုးစားရမယ်အဲ့လိုဆိုရင်တကယ်လက်တွေ့မှာဦးဇင်းတို့တပည့်တော်တို့ဘယ်လိုနေကြမလို့အတိတ်ကိုမပြန်မဲနဲ့အနာဂတ်ကိုမကြံမဲနဲ့အဲ့ဒါကိုဒုတိယဂါထာကမညွှန်ပြဘူးလားညွှန်ပြတယ်နော်ပိစုပန်နိသယောဓမ္မတထဝိပတ္တိအတ္တံဟိရံအတ္တင်ကုပ္ပံတံဝိရာမနုပြုဟေအခုလောလောဆယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့ဒီသဘာဝတရားကိုဖြစ်နေတဲ့အတိုင်းလေးအမှန်သိအထူးသိပြီးတော့နေလိုက်ပါသတိပဋ္ဌာန်တရားလေးအထုတ်ပြီးတော့နေလိုက်ပါလို့ဆိုလိုတာဟုတ်လားဒါဆိုလို့ရှိရင်အတ္တဟိရံအတ္တင်ကုပ္ပံအဲ့ဒီလိုနေလိုက်မယ်ဆိုရင်ဒီတွေ့ရကြုံရတဲ့အနေအထားတွေကကိုယ်စိတ်ကိုလောဘဖြစ်အောင်လည်းမဖြားယောင်းနိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြစ်စည်းနိုင်ဘူးဒါလေးနှလုံးကိုတော့မမေ့သေးခြင်းဘူးနော်လောဘဖြစ်သွားပြီဆိုရင်ဖြားယောင်းခံရတယ်ဒေါသဖြစ်သွားပြီဆိုရင်ဖြစ်စည်းခံရတယ်အဲ့တော့ဒီအကျင့်ကိုကျင့်မယ်ဆိုရင်လောဘဒေါသတို့ဖြင့်ဖြားယောင်းတာမခံရဘူးဖြစ်စည်းတာမခံရဘူးဒါကြောင့်ဒီနေနီးလောက်လောကမှာမြင့်မြတ်တဲ့နေနီးဆိုတာမရှိဘူးအဲ့ကြောင့်မလို့တန်ဝိရာမနုပြွေဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဒီနည်းနဲ့ကြိုးစားပြီးတော့နေကြတယ်တဲ့ဒါဒုတိယဂါထာအဲ့လိုဆိုရင်ဒီလောက်ကောင်းတဲ့ဒီလောက်အကျိုးကျေးဇူးကြီးတဲ့ဒါမဲ့ဉာဏ်ဘုံဉာဏ်ထိရသွားစေတယ်လို့အကျိုးကြီးတဲ့အလုပ်လို့ပြောတာနော်အဲ့ဒီလိုအလုပ်ကိုလုပ်ဖြစ်အောင်တတိယဂါထာကဘာကိုပြပြီးတော့တိုက်တွန်းတော့သေခြင်းကိုပြပြီးတော့တိုက်တွန်းတယ်ဣဇေဝကိစ္စမတ္တဗံကောစဉ္ညာမရဏံသူဝေနာဟိနောသင်္ကရတေနမဟာတိနေနမစ္ဆုနာဒီကနေ့ပဲလှုပ်တင်လှုပ်ထိုက်တဲ့မြင့်မားတဲ့အဲ့ဒီအလုပ်ကိုလုပ်ဖြစ်အောင်လုပ်လိုက်ပါမနေ့ပြန်မှာလှုပ်ခွင့်ရှိမယ်လှုပ်ခွင့်မရှိတော့ဘူးဆိုတာကိုအတိအကျဘယ်သူမှမသိနိုင်ဘူးဘာ
ဘာလို့မသိနိုင်ဘူးလို့ပြောရတယ်လေပျက်စီးစရာအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့တနည်းအားဖြင့်များစွာသောစစ်တီရှိသောသေမင်းနဲ့အတူတူပဲเนาะအဓိပ္ပာယ်ကတရားဓမ္မတို့အချင်းတို့တွေမှာဘယ်အချိန်မှတွေ့ကြကြုံကြမယ်လို့ချင်းချက်ထားတာတိုင်ပင်ထားတာမရှိဘူးတဲ့ဒါကြောင့်မနေ့ပြန်ဆိုတာမသေးကြဘူးဒါကြောင့်နေရာတုံးလေးမှာဒီအလုပ်ကိုလုပ်ဖြစ်အောင်လုပ်နောက်စီးပွားရှာရင်းနဲ့လည်းတွဲလုပ်လို့ရပါတယ်တကယ်ကတရားနေလို့ကြတယ်နေကြလို့တာမလုပ်ကြတာလေပညာသင်ရင်းနဲ့လည်းတွဲလုပ်လို့ရတာပါပဲစဉ်းစားကြည့်နော်တချို့ကဦးသိန်းရဲ့အဲ့လိုကြီးပြစ္ဆုတ်ပမာကြီးရဲ့နေဒီကုတို့ဘာသွားစားမလဲလို့အကြောင်းမပြနဲ့နော်စားဝတ်နေရေးရှာဖွေတဲ့အလုပ်မဟုတ်ဘဲနဲ့ကျန်တဲ့ဘာမှသုံးစားလို့မရတဲ့တန်ဖိုးမရှိတဲ့လုပ်တွေနဲ့ချိန်ကုန်နေတာအများကြီးမရှိဘူးလားအဲ့ဒါတွေကိုအရင်ဆွဲနှုတ်စီပွားရေးလုပ်တာအရင်မရက်သေးနဲ့ဟုတ်လားရက်မှလည်းမဟုတ်ပါဘူးဘာကိုအရင်ဦးဇင်းတို့အစားထိုးမတော့ဘာမှတန်ဖိုးမရှိတဲ့လုပ်တွေလုပ်နေတဲ့အချိန်တွေအများကြီးရှိတယ်စားဝတ်နေရေးနဲ့လည်းမဆိုင်နဲ့လူမှုရေးနဲ့လည်းမဆိုင်နဲ့တက်ဖြောပြေးရေးပေါ့ပြောရရင်ခက်ကြမ်းကြမ်းပြောရရင်အပြင်းပြေုံမြအချိန်ဖြုံးနေတယ်အများကြီးရှိဟုတ်လားဘာမှလောကီလိုလည်းမဟုတ်လောကုတ္တရာလိုလည်းမဟုတ်ဟုတ်လားအများကြီးရှိတာပဲလေအဲ့ဒါတွေကိုအရင်အစားထိုးကြည့်ပေါ့နော်ပြစ္ဆုတ်ပံမှာနေကြည့်လိုက်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ကျန်တဲ့အချိန်တွေမှာနေလို့ရသွားတယ်ဆိုတာကိုသိသွားနိုင်ပါတယ်ဟုတ်လားဒါကြောင့်တတိယဂါထာကပါလေသေခြင်းကိုပြပြီးတော့မြတ်သောအကျင့်ကိုကျင့်သုံးနိုင်ဖို့မြတ်စွာဘုရားတိုက်တွန်းတာဦးဇင်းတို့မလုပ်ဘူးဆိုရင်သေကြပါတယ်သေကနေမှနောင်တနဲ့ပဲသေရမှာအဖြေကရှိပြီးသားတန်တရားကိုဖြစ်เสียမရှိဘူးမလုပ်ဘဲနဲ့သာနေနောင်တနဲ့သေရလိမ့်မယ်ဟုတ်လားအဲ့နောင်တမရခြင်းဘူးဆိုရင်ကြိုတင်ပြီးတော့လှုပ်တာအဲ့ဒီကြတော့သူကဘယ်သူမှအပြစ်တင်လို့မရတော့ကိုယ့်ကိုယ်ပဲအပြစ်ကတင်ပြီးရင်တင်ရင်မင်းအသုံးမကျခဲ့ဘူးဒါတွေနဲ့လုံထွက်ခတ်ပြီးတော့သေရမှာဟုတ်လားနောက်ဆုံး၄ခုမြောက်ကထာကဘာပြောတော့ဒီမြတ်သောအကျင့်ကိုအဲ့ဒါလိုမျိုးသေခြင်းတရားကိုစဉ်းစားပြီးတော့ဇွဲလုံးလာဝရိယနဲ့နေရောညာရောညကိုတောင်နှမျောတဲ့စိတ်နဲ့လုံမယ်ကွာဆိုတဲ့စိတ်နဲ့လုံမယ်ဆိုရင်ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကကောင်းသောညရှိတဲ့ပုဂ္ဂိုလ်လို့ချီးမွမ်းကြတယ်တဲ့ဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတောတံဝေဗတ္တိကာရတောတိတန်တောအာစိကတိမုနိဟုတ်လားအဟောရတမတ္တန္တိတောနေရောညာရောမပြင်းမရိထက်တန်တဲ့ဇွဲလုံးလာပရိယာနဲ့ဧဝံဝိဟာရိအာတပိဒီအကျင့်မြတ်ကိုကျင့်ပြီးတော့နေမယ်ဆိုရင်တန်တောအာစိကတိမုနိငြင်းအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကတံဝေဗတ္တိကာရတောတိဒီပုဂ္ဂိုလ်ဟာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့ကောင်းမလားဒီဒေသနာလေးဒီကထာလေးပုဂ္ဂိုလ်အလွတ်ရအောင်ကြက်ပြီးတော့မြတ်အတိပ္ပယ်ကိုနားလည်အောင်လေ့လာပြီးစောင့်တတ်မယ်ဆိုရင်အလွန်ကောင်းပါပဲဘလို့နေရမယ်ဆိုတော့သူကအမြဲတမ်းကိုယ်လမ်းညွန်နေမှာဟုတ်လားဒါတကယ်တမ်းအမြင့်မားဆုံးနေတဲ့နည်းပဲဘာလို့အမြင့်မားဆုံးနေတဲ့နည်းလို့ပြောရရင်လဲဆိုရင်အကျိုးရလအကြီးမားဆုံးထွက်လာမဲ့နည်းဖြစ်လို့နော်လောကပရိဒေဝကိုငြိမ်းစေလိမ့်မယ်စိတ်ဓာတ်ကိုဖြူစင်စေလိမ့်မယ်ဒုက္ခဒေါမနတကိုချုပ်ငြိမ်းစေလိမ့်မယ်နောက်ဆုံးမဲ့ဉာဏ်ပူဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရစေလိမ့်မယ်ဟုတ်လားဒါကြောင့်ရေတွက်လို့မကုန်နိုင်တဲ့အကျိုးကျေးဇူးများစွာရှိတဲ့ဒီလုပ်ငန်းစဉ်ကိုဘုန်းကြီးတို့တွေကတန်ဖိုးကိုနားလည်တဲ့ပညာယုံကြည်တဲ့တရားတရားနဲ့ကြိုးစားအထောက်နိုင်ကြဖို့မလိုဘူးလားလိုတယ်ဒါဦးဇင်းတို့ဗတ္တိကာရတသုတ်တံမှာလာရှိတဲ့ဂါထာ၄ပုဒ်ကိုဒီကနေ့ညပေးသက်ပေါင်းသူတော်ကောင်းတို့ကိုတနာရီ15မိနစ်လောက်ချင်းယူပြီးတော့ပြောပြပါတယ်ဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့သည်အပမာဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့မိမိတို့ရဲ့ဘဝမှာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားအထောက်နိုင်ကြပါစေလို့ဆန္ဒပြုပြီးဒီကနေ့ညပေးသက်ပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းသဗ္ဗမင်္ဂလာရကံတို့သဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတို့သဗ္ဗဒေဝတာသဗ္ဗဓမ္မနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတို့သဗ္ဗဒေဝတာသဗ္ဗသံဃာနုဝဝေနတရာဒုက္ခိဝန္တုတိဒေတုမဂံတေတရားနာပိသပေါင်းတော်ကောင်းတို့သာတာအလုံးသောတတ္တဝအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသာဝတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသ
တဗ္ဗဗုဒ္ဓနုဘဝေနကေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဘဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတည်သောအနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမေလီတံဖူလီတံနိဗ္ဗာန်တည်တည်ဆိုသောဆေရသောတရားတော်မြတ်တို့ရဲ့တကူတည်သောအနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗတံဃာနုဘဝေနမေဃထံလေးရောက်ပရတံလေးရောက်ဆိုသောရှေယောတော်ရိယတန်ခါရှင်မြတ်တို့နှင့်တကွာတိလကိုသမာဓိကိုပညာကိုတို့နှင့်ပြည့်စုံတော်မူရတဲ့သမုဒိတံခါအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေသောအာနုဘောတော်တို့ရောက်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း